တရားဟောနေတဲ့တိတိဓမ္မဆိုတဲ့ရုပ်ကလည်းအဲ့ဒီအမေပေမွေးခဲ့အဲ့ဒီတော့ဒီရုပ်ကလည်း85နှစ်ရောက်လာပြန်ပြီးတော့လည်းမွေးနေမှဖြစ်နိုင်ဘာဖြစ်မလဲသူကဦးချင်းနာခြင်းသိခြင်းဆိုတဲ့သေဖို့ရက်ကိုတွန်းနေတဲ့ပုဂ္ဂိုလ်တရားအဲ့ဒီတော့မသိခင်မှာ85နှစ်ခကြီးလမ်းမှာရောက်နေသေးတော့ဒါကိုဂုဏ်ပြုတဲ့အနေနဲ့လုပ်တယ်လို့သဘောထားရပါလိမ့်မယ်။မွေးနေ့အခုစာပန်းနဲ့တွေ့ပါတယ်။ဒီမွေးနေ့ဆရာတို့ဆိုပြီးတော့တွေ့ဒါလောကအလုပ်တွေလောကသိတဲ့အသိဘုံဘုံတို့ဒီလိုမသိပါဘူး။ဘုံဘုံတို့သိတာကဒီသက်တမ်းတစ်လျှောက်မှလာတာကံလန်းကျုံးနဲ့လျှောက်လာတာ85နှစ်တိုင်တိုင်းမသိသေးဘူးပေါ့။ဘူတော့ဘူးလားမသိသေးတော့မသိတဲ့အချိန်လေးမှာငါတို့တပည့်တွေကနေပြီးတော့ကြော့မယ်ဆိုပြီးတော့မသိသေးလို့ကြော့တဲ့နေ့ပဲဖြစ်တယ်။ဘုန်းတော်မွေးနေ့မမြင်ဘူး။မွေးနေ့ဆိုတာကပြီးခဲ့တယ်။ဇာတိရဲ့လို့ဖြစ်လာရင်ဇေယဝရဏကိုသွားတာကြီးပဲ။အခုပြညာလို့တော့မွေးပြီးပြီ85နှစ်ရောက်တော့ဇေယမရဏကိုဇေယလည်းစိုက်နေပါပြီ။မရဏကိုသွားဖို့လမ်းမရှိပါတယ်။အဲ့ဒါကြောင့်မလို့အခုတောင်းတဲ့ပုဂ္ဂိုလ်ကလည်းပဲဘာတောင်းလဲဟိုလိုလည်းမဆုံးနာလိုလည်းမဆုံးဒီလိုလည်းမဆုံးနိုင်တဲ့သံဃာဝေယောဂရဲ့မှာတဲ့မြုပ်ချီပေါ်ကြီးနဲ့နေပါတယ်တဲ့အမိမေသာရေနန်းကားလို့အားထားရမမြင်ကိုးစားရမမြင်လို့တရားကိုသံဃာရဲ့လူကြောင့်တရားကိုဟောပါဆိုပြီးတော့ခုနတရားတောင်းတဲ့ပုဂ္ဂိုလ်ကတောင်းအဲ့တော့သံဃာရဲ့လူကြောင့်ကိုဒီမွေးနေ့မှာဒီလိုကြာကြာနာနာလည်းဘုံမမြင်ဘူးသေးပါဘူးဘုံလည်းမတွေ့ဘူးပါဘူးဘုံလည်းမလုပ်ဘူးပါဘူးဒီလိုမျိုးအခုဒီလိုတပည့်တွေကနေပြီးတော့ကြာကြာနာနာနဲ့လည်းလုပ်လိုက်တော့ဘုံလည်းအဟောသွားဟောသူတို့တွေကလောကီမှာတော်တော်ကိုတတ်နိုင်ကြတာပဲဘုံဒီလိုပဲကြည့်တယ်အဲ့ဒီတော့သူတို့ဒီလိုကြာကြာနာနာခန်းခန်းနာနာနေနဲ့လောက်တော့ဘုံကလည်းတရားကိုကြာကြာနာနာခန်းခန်းနာနာတရားကိုမဟောလို့မဖြစ်ပြန်ဘူးဟောရပါလိမ့်မယ်အဲဒီတော့ဒီနေ့တရားနာတဲ့ပုဂ္ဂိုလ်တွေကံထူးသူတွေပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီတရားကိုနာဖို့အတွက်အခုကြောက်ရောက်လာတဲ့တရားဓမ္မတွေလည်းဆောင်စားခဲ့ရတာဘ
ဘဝတွေကြာခဲ့ပြီအခုဘဝမှာလာပြီးတော့ဒီနေ့တည်းရဲ့ဒီချိန်ခါမှာဝိဇာတမင်္ဂလာဆိုပြီးတော့ဝင်းနေဖို့ဆိုပြီးတော့လာပြီးတော့ကြုံပြီးတော့ပူဇော်ကြတာပေါ့ဒီလိုကြုံဖို့ဟာကိုစောင့်စားခဲ့ရတဲ့ဘဝတွေလည်းအတိတ်ကများခဲ့တရားဓမ္မတွေပေါ်သေးသေးတော့မဟုတ်ပါဘူးအခုတရားနာတဲ့ပုဂ္ဂိုလ်တွေဟာရောက်လာကြတဲ့ပုဂ္ဂိုလ်တွေဟာအတိတ်ကကံထူးရှင်တွေပါပဲဘာလို့လဲဆိုတော့ဘုံဘုံနဲ့ဟောခဲ့တဲ့ဒီတရားကိုဘုံပြလာတာကျင့်စဉ်တွေပဲပြလာတာအသက်30တည်းကနေပြီးတော့40ကျော်အထိဟာဘုံဘုံဓမ္မဂတိကလောက်လာခဲ့အာနာနဲ့ဟောခဲ့တဲ့တရားကြီးပဲဟောတော့ကျင့်စဉ်မှာပြက်တယ်အဲဒီတော့ငါဟောတရားတွေဖြတ်တော့မယ်အကျင့်ပဲဆက်ပြတော့မယ်ဆိုပြီးတော့အကျင့်နဲ့ပြလာတာအသက်40ကျော်50တည်းကနေယနေ့85နှစ်တိုင်နဲ့ဟောဖို့မပြီးဟောလည်းမဟုတ်ဘူးဘုံဘုံကမ္မထမ်းပြတယ်ဘုံဘုံဒီဟောမယ်ဆိုလို့ရှိရင်ဘုံဘုံရဲ့တပည့်တွေပဲဟောခိုင်းတယ်ဘုံဘုံဒီလိုမဟောတော့လက္ခဏာနဲ့တရားနဲ့ဆိုတော့ဘုံဘုံရှင်းပြအခုလည်းပဲဒီဘွဲရဟာစေရတုတပင်ဆိုတော့စိတ်နဲ့တန်တဲ့တရားကိုဘုံဘုံဟောပါမယ်ခန္ဓာမှာကျင့်သွားတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီတရားကိုနာခြင်းအပြင်ငါကျင့်ထားတာဘယ်ရောက်ပြီဘယ်နေရာမှာရောက်နေပါလားဘာလို့လူနေပါလားလို့ဆိုတော့သိသွားအောင်ပရိယတိကျမ်းကတတ်တဲ့ပုဂ္ဂိုလ်တွေကြတော့လည်းပဲဉာဏ်စဉ်နေရာဘယ်ဉာဏ်ကိုသွင်းသွားတယ်သူဘယ်ဉာဏ်ကိုဘယ်လက္ခဏာကိုဘယ်ဉာဏ်နဲ့သွင်းသွားတယ်ဆိုတာကိုစာပေတတ်တဲ့ပညာရှင်များလည်းကြားဘူးနာဝရှိအောင်အဲဒီဒါကိုခန္ဓာစဉ်နဲ့ဉာဏ်စဉ်တက်ပြီးတော့ဘုံဘုံဖတ်ဟောသွားမယ်ဟောလေဟောခဲ့ပါတယ်ဘယ်တော့မှမဟုတ်ဘူးဘာလို့လဲခန္ဓာစဉ်ကဟောတဲ့ဉာဏ်စဉ်ဘယ်တော့မှမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဘုံဘုံတို့ကပရိယတ္တိမှာမကျွမ်းကျင်ခဲ့ဘူးမကျွမ်းကျင်ဘူးဆိုတော့တက်လည်းမတက်ခဲ့ပါဘူးတန်ကြောင်းကလာခဲ့အဲဒီတော့တန်ကြောင်းကလာပြီးတော့ဒီအကျင့်တွေကိုဆရာကောင်းနေနဲ့ကျင့်လိုက်တော့သိသွားတော့ဒီအကျင့်တွေပေါ်ကနေပြီးတော့ဘုံဘုံတို့ကျင့်လာလိုက်တာ24နှစ်သားကျင့်လိုက်တာ29နှစ်ရောက်မှတရားသဘောတွေပေါက်ဒါတော့ဒလကျမ်းကျင့်တာဘုံဘုံတို့ဒီတရားမှမရမနေဘူးဆိုတော့ဘုံဘုံတို့ဒီလိုကျင့်ရပါတယ်အဲဒီတော့ယနေ့အဲ့ဒီကျင့်တာတွေကိုဘုံဘုံဒီထိုက်တန်တန်တာနဲ့ဖြစ်အောင်ဘုံဘုံဟောသွားပါမယ်အဲ့ဒါတည်တည်ချာချာလေးဉာဏ်နာနဲ့နားထောင်ပါဉာဏ်နာဆိုတော့ပုခန္ဓာစမှာဉာဏ်သွင်းပြီးတော့နားထောင်အဲ့ဒီတော့ဒီပေါ်မှာဉာဏ်စဉ်10ပါးပဲကြားဘူးတယ်ဉာဏ်စဉ်16ပါးဆိုတာကြားရတာပဲတယ်ကြားပြန်တော့လည်းပဲဒီကျင့်စဉ်နဲ့ကြားဖို့ကလည်းမလွယ်တော့ဘူးဘုံဘုံတို့လည်းဒါကိုဒီဉာဏ်စဉ်ကျင့်စဉ်ကြီးပဲဟောရင်ဘုံဘုံရဲရဲတင်းတင်းဟောရတယ်ဉာဏ်စဉ်နဲ့ဟတ်တော့တော်တော်ကိုဉာဏ်တော်ကိုသတိထားပြီးတော့ဘုံဘုံဟောရတဲ့အပိုင်းရှိပါတယ်အဲ့ဒါကြောင့်မလို့ဒီနေ့နာတဲ့ပုဂ္ဂိုလ်တွေကမကြားဘူးတဲ့တရားထုပေါ့မကြားဘူးတဲ့တရားနာတော့တရားထုဖြစ်အောင်ဘုံဘုံအခြေခံကနေပြီးတော့စားပြီးတော့ဟောပြပါမယ်ဘာဖြစ်လို့လဲဆိုတော့ဘုံဘုံတို့ကအခုလိုပဲတန်းကြောင်းကလာတဲ့ပုဂ္ဂိုလ်တွေပါပဲဘာသာရေးဆိုလို့ဘုန်းကြီးဆုံးလောင်းတယ်မိဘတွေကဘုရားပန်းချစားချပြီးတယ်ဘုရားပန်းထူသွားတင်တဲ့ဒီလိုနဲ့လာခဲ့တဲ့ဘာသာရေးဘုန်းကြီးတွေရှိခိုးတယ်ရှိပါသီလဘုရားသီလတွေလိုက်ခိုင်းလိုက်ပြီးတော့ရှိခိုးတယ်ဒါတော့ပဲဗုဒ္ဓဘာသာအနိခံဖြစ်ခဲ့တာကိုယ့်ကိုယ်တော့ဒါဗုဒ္ဓဘာသာအစ်စ်ပဲဒီလိုရှင်းခဲ့ပါတယ်ဒီတရားအားထုတ်လိုက်တော့မှဘုံဘုံသိတယ်ဘာဖြစ်လို့လဲဆိုတော့အားထုတ်တဲ့အစာလည်းပဲဘုံဘုံကယုံမှနေပါတယ်ယုံစီလုံနေပါတယ်ဒီအိဆိုးဘုံထုတ်ပုံသွင်းပုံဘုံဘုံတို့ယုံကဒါအခြေခံမဲ့ဒီအခြေခံမပါရင်ဟောလို့မရဘူးဒီအခြေခံဆိုတာထည့်ရတယ်ဝါလုံးနဲ့တက်ပြီးမှကာယကဝေဒံတက်ရကာယကဝေဒံတက်ပြီးတော့မှမူလဓာတ်အနုလောတဒံပထမဓာတ်ဝင်ရတယ်လို့ကာယကဝေဒံဝါလုံးနဲ့စဒီတရားလည်းပဲဒီအစပေါင်းမှနောက်ခုပဲဟောတဲ့ဥပဒေကအဆုံးမကောင်းလာပါအစမကောင်းရင်အဆုံးမကောင်းအလေးအပြတ်ဟုတ်လို့လည်းမကောင်းပါဘူးအဲ့ဒီတော့အစလေးရနေပြီးတော့ဒီချာချာလေးနာပါအဲ့ဒီတော့ဘုံဘုံတို့ယုံမှာဘုံဘုံတော့အောက်တူးတွေဆင်းနေတော့ယုံမှာလာပြီးတော့တယုံကို3ပါးမဲပေါက်သွားဘုံဘုံတို့ယုံက3ပါးပါသွားတယ်ရှင်ပင်ဌာနအကြီးပါသွားတယ်ဘုံဘုံနဲ့ရှင်ပင်ဌာနသမောနေဌာနပေါ့အဲ့ဒီကနေဘုံဘုံအောက်တူးဆင်းနေတယ်ပြန်တက်လာတော့ဘုံဘုံလူနာမည်ကစိုးကြည်ခေါ်တယ်အောင်စိုးကြည်ရဲ့ငါတို့တော့မဲပေါက်တယ်ဟာဗာမဲလေဒုံလပါမဲတဲ့ဘယ်မှာလဲ
သာဂိတ9ရပ်ကွက်မှာဓမ္မဝိနည်းအကြောင်းမှာဓမ္မဝိနည်းအကြောင်းမှာတို့တည်ရမယ်ဆိုတော့အဲ့ဒီမှာဘယ်နှပါ3ပါပေါ့ဘုံမှန်ရရပါပဲတဘာကဟိုဒလကရှင်ပင်ဌာနကပဲဒလကပေါ့တဘာကသင်္ကန်းကျွန်းကပေါက်တယ်သူကတရုတ်စားဒလပေါက်တဲ့ပုဂ္ဂိုလ်ကကလားနောက်တဘာကဟိုသာဂိတနှစ်ရပ်ကွက်ကအနော်မ17လမ်းကတဘာဒါဘုံသမီးချင်းတွေကြီးပဲသူတို့ဝင်ပေါက်သွားကြဘုံအသိဝှချင်တာပေါ့ဒါမျိုးရဟန်းမတက်ဘူးဘုံအဲ့ဒါနဲ့ဒီကဒီတဲ့ငါဝင်မှာကွာဆိုတော့မဝေးရဘူးတဲ့ဒီမှာသူတို့စာရီတွေထုတ်ပြတယ်စီကံချက်ကလည်း15ချက်တော့အဲ့ဒီတော့ဒလပုဂ္ဂိုလ်ကတော့ကလားပဲသူဝင်မှာမဟုတ်ဘူးဆိုပြီးတော့သူ့စီကိုတောင်းတော့သူကလည်းငါဝင်မယ်တဲ့ဒါကြုံရဲတယ်ဆိုတော့မဝေးရတယ်သင်္ကန်းကြီးကတရုတ်ဆိုတဲ့သူ့ကိုလည်းပြောတော့လေသူကလည်းသူဝင်မယ်ဆိုတော့ဘုံမဝေးရမွေးရတာနဲ့ကဲကောင်းပြီမင်းတို့သုံးလုံးကိုငါတောင်းယူမယ်ငါရဟန္တာခံမယ်အဲ့တော့ရင်သင်္ကန်းတစ်စုံမှာ35ချက်တပိတ်တစ်လုံးမှာဟိုလင်းလောက်ရှိတယ်9ချက်လောက်ရှိတယ်အကောင်းစားမှာ10လောက်ရှိတယ်အဲ့တော့ရဟန်းအဲ့ဒီမှာလည်း82ချက်ဖြစ်တယ်ကို82ချက်99ချက်126ချက်ဖြစ်တယ်ဘုံဘုံက126ချက်ရတယ်အောက်တန်းစီအဲ့တော့မူရစိတ်မကောင်းဘူးဒါပေမဲ့ဘုံဘုံနေတာကလည်းသာဂိတမှာနေတော့အဲ့ဒီနေ့မှာရုံးစင်းနေနေကြတော့စနေနေ့နေဝဲရုံးစင်းလာတော့တငယ်ချင်းတွေကဒီမှာရဟန်းတက်မယ်ဆိုတော့ဘုံဘုံလိုက်ပါစနေနေ့နေဝဲကြတော့ရုံးစင်းအဲ့ဒီလိုက်တော့ရဟန်းနေတက်ကြတာပေါ့လေကိုရင်နေစီးကြဘုံဘုံကြီးနဲ့ရုံးကပြန်လာအိမ်မသွားသေးဘူးလမ်းမှာဆိုတော့လမ်းဝင်ပြီးတော့သူတို့ဝတ်တာကြည့်ဩဘုံဘုံစိတ်ထဲမှာလေဒီသူတို့ကြည့်ပြီးတော့ဆုံးရှုံးနေတယ်လို့ပဲဘုံဘုံအရှင်းကြီးကျုံသွားတယ်လို့ပဲဒါပါရမီတွေပေါ်ဘုံဘုံစိတ်ထဲမှာလေငါတယောက်ကိုလောကကြီးကပယ်ထားပါလားဒီရဟန်းလုံးနဲ့ကိုရင်ဝင်နေတဲ့ရဟန်း108ပါးကိုကြည့်ပြီးငါတယောက်ကိုပယ်ထားပါလားဝင်းနေတာကိုမမဲမပေါက်ပဲသူတို့ဝင်နေတယ်အဲ့ဒါနဲ့စောင့်ကြည့်ရနေပြီးတော့ငါလုံးလေ9နာရီထိုးသွား6နာရီရောက်တော့သူအဋ္ဌိဌံဝင်တော့အဲ့မှာတပါးလို့တရားနဲ့9ပါးပြင်တပါးလို့နေတော့ဆရာတော်ကြီးပြဿနာတက်တယ်သူပဲဝင်ပြီးတော့အဋ္ဌိဌံဝင်ရတော့မလို့ဖြစ်နေတော့အဲ့ဒီမှာတပါးညဒီမှာဝတ်မဲ့လူရှိသလားဘယ်လဲသွားလို့မရတော့လေနာရီပိုင်းလေးရှိတော့တပည့်တော်လူရှိမှရှိတယ်တပါးဝတ်ချင်ဒီတော့ပေါ်စမ်းဆိုတော့ဘုံဘုံကလည်းစအောင်ကြည့်နေတာပါအဲ့ဒါဘုံဘုံလာပြီးတော့အဲ့ဆိုကြီးလေးမဲရဟန်းတက်မလားအားတက်ချင်တယ်လာတဲ့ဆရာတော်မှာတပါးလူနေအတော်ပေါ့ဝင်းတာတော့ထိပေါက်တယ်လို့ဝင်းတာသွားပြီးတော့တခါတည်းကိုသွားလျှောက်တော့တခါတည်းဒေါက်တာတော်သိန်းညွန့်ဆိုတာက108ပါးကိုသူကအကုန်လုံး9ရက်တိုင်တောင်းယူတယ်ဆုံးကုန်လိုက်သူများမကနဲ့သူဘက်ကဘာဖြစ်ဖြစ်ဆိုပြီးတော့108ပါးကိုတောင်းယူတာအဲဒီတော့တပါးလဲလူတယ်အခက်အခဲနဲ့တွေ့တယ်လို့မှဘုံဘုံကဝင်ဝဲလိုက်တော့အမတန်ဒေါက်တာတော်သိန်းညွန့်ကကျေးဇူးတင်သွားပြီးတော့ခါလာကားနဲ့အားချင်းသွားလို့အဲ့တော့လေယာဉ်ကလည်းပဲလေယာဉ်ဈေးရှိတယ်လေယာဉ်ဈေးမှာတကားလေးကိုဖြာတို့ကောင်းအောင်တို့ဆောင်းတို့ခြံအောင်တို့အကုန်ဝယ်လာပဲဖုံးမှာဖြာသေးခြံအောင်သေးဆောင်းသေးကောင်းသေးဒီပြင်ပုဂ္ဂိုလ်တွေကတော့သူကောင်းနေဖြာတွေယူခဲ့ကြဖုံးဘာမှလည်းမယူပါအဲ့ဒါနဲ့ပဲဝတ်ပြီးတော့ကိုရင်စည်းပြီးတော့ပြောတာဘုံဘုံလည်းစိတ်တကြပြီးတော့ဝေးရလေးချင်းဆိုဝင်းတာမနေ့ပဲရောက်တော့တိမ်တက်ပြီးတော့နှိကင်းလိုက်ကြတော့တရားကျင့်မှုလို့ဘုံနားမလည်ခဲ့ဘူးတရားကျင့်တယ်ဆိုတာဘာမှမသိဘူးအဲ့ဒါနဲ့တင်မြေကိုထိုင်ပြီးတော့တဲ့မလောက်ပါနဲ့ဝင်လေထွက်လေလေးနှာခေါင်းမှာဝင်လေထွက်လေလေးကိုအတိကပ်ပြီးတော့ရှူပါတဲ့ဒါပဲပြောတယ်အဲ့တော့ဟိုဘက်ကတစ်ဘက်က54ယောက်ဒီဘက်က54ယောက်တရားနဲ့10ပါးကိုကျင့်ကြတယောက်နဲ့တယောက်တပီကွာလောက်ရှိထိုင်ရတာအဲ့လိုသင်္ကန်းနဲ့ထိုင်ပြီးတော့နေတော့ဘာကျင့်ရမလဲနှာခေါင်းဝင်လေထွက်လေလေးကိုအတိကပ်ပါဆိုတော့ဘာထူးလဲကိုနှာခေါင်းရှူနေတာဒီရှူတဲ့လေပဲအတိကပ်လို့ဘာဖြစ်မှာလဲဘုံဘုံကနားမလဲတာဘုံဘုံအဲ့တော့ဝင်လေထွက်လေလေးအတိကပ်နေလူပဲမယ်ဘုံမျိုးဝှချလို့တော့ဝှတာဒီတရားဆိုတာနားမလဲဘူးအဲ့ဒီတော့မှဒီညောင်းလာတယ်9မိနစ်10မိနစ်ကြာတော့ညောင်းလာပြင်တာပဲဟိုကမပြင်ပါနဲ့ဖေရပြောတယ်ခိုးပြင်တာပေါ့ကိုခိုးပြင်တယ်လည်းမသိဘူးပြင်းနေတာကဘီမဆိုင်ဘူးပေါ့လူရိုင်းနေကိုဘုံဘုံလို့အဲ့ဒီတော့24နဲ့သားအဲ့ဒီမှာတခါတည်းကိုပြင်လိုက်ဖြုတ်လိုက်လုံနေတာ
ဒါပေမဲ့တိတ်ကလေးကိုလောက်ရတယ်အသံမြည်မှာဆိုအဲ့ဒီလိုနဲ့လောက်လာလိုက်တာဘယ်လောက်ရောက်သွားလဲဆိုတော့9ရက်လောက်ရောက်သွားပြင်းနေတာပဲမျက်လုံးဖွင့်ကြည့်တာပဲလောက်နေတာဘုံဘုံကိုမသိဘူးတရားဆိုလဲနားမလည်ဘူးအဲ့ဒီ6ရက်အထိကို9ရက်အထိကိုမသိတော့အတကားနေပြင်းနေတာပေါ့ဒူတင်နဲ့ဆောင်ရတယ်ဧကတနိဒူတင်ဘာလပိုင်းဒူတင်တစ္ဆိပရိဒူတင်တရားထိုင်တဲ့ဒူတင်ပိဏဘဒူတင်5ခုပြဒါမှဘုံဘုံပြရင်ဒူတင်5ခုပဲပြတယ်ဘုံဘုံလည်းဒူတင်5ခုနဲ့ပောက်တယ်လို့ဒူတင်5ခုပဲပြသူလည်းဒူတင်73ရက်ရှိတယ်9ရက်ပဲဘုံဘုံပြအဲ့ဒီတော့ဒူတင်ဆိုတာလည်းနားမလည်ဘူးဘာမှလည်းမသိဘူးသူတို့ဒူတင်ဆိုတော့ဒူတင်လဲရအဲ့တပိတ်ထဲကိုဗာထည့်ပြီးလေဆွန်လေးလက်ဖေးပကံနဲ့နှလုံးစာလောက်ထည့်ပြီးတညာလုံးလည်းမစားဘူးဗျာအမနေ့ပဲကြတော့လေဟိုလေဆွန်လေးလက်ဖေးပကံနှလုံးလောက်နှိကင်းကြလေဟိုလေဆွန်ခါခုနှစ်ရက်ပဲ8ရက်ပဲတပတ်ကြီး108ပါထွက်ခါပြန်လာတော့လည်းပဲရေမိုးချူပြီးစားတာပေါ့စားမယ်ရောက်လို့တပိတ်ကြီးလည်းလေလက်ဖေးပကံလေးနှလုံးစာတစ်လုံးစာပါလုံးလေးလုံးလို့စားပေါ့ဗျာသူများသမီးကိုလှမ်းကြည့်တယ်ငါသမီးကနဲလို့လားသူများသမီးလှမ်းကြည့်တယ်သူများသမီးမကြည့်ပါနဲ့တဲ့လောလုပတနာဆိုတော့မကြည့်ရဲပြန်သူကလည်းအချုပ်ချယ်တွေနဲ့ဖုံးလည်းစိတ်ချင်းချုပ်သွားတယ်လွတ်လပ်နေတဲ့ပုဂ္ဂိုလ်တယောက်ကဒီလိုချုပ်ချယ်မှုတွေဖြစ်တာတော့ငငယ်တွေကလွတ်လပ်နေခဲ့တယ်ချုပ်ချယ်မှုတွေတော့အမတန်စိတ်ဆင်းရဲသွားပြီးတော့တော်ပြီငါညနေကြတော့ထွက်ရအောင်လဲတကားကြီးပိတ်ထားတယ်ရေချိုးချိန်9နာရီကြာမှတကားဖွင့်ပေးတယ်အဲ့ကြာမှရေထွက်ချိုးပြီးတော့သွားတော့အဲ့ချိန်ကထွက်မယ်ဖိုးပြေးမယ်ဆိုတော့ဘုံမောလာတဲ့အင်ကြီးအဝတ်စားလေးပဲပါတာကိုရုံးကဆင်းလာခေါင်းပြေးနာတာအဲ့ညနေထွက်မယ်9ရက်နေ့ညနေပဲရောက်လာတဲ့အခါကျတော့ဒိဋ္ဌံပြီးလာတဲ့အခါကျတော့မိပြန်ရောရေသွားချိုးပြီးပြန်လာမိနေတယ်ထွက်ပြေးဖို့တရားထိုင်ရင်လည်းရောက်တော့သတိပေါ်လာတယ်ဟာငါထွက်ပြေးမလို့မပြေးမိပါလားငါတော်ဆိုပါပုဂ္ဂိုလ်အပြစ်တင်တယ်ဒီလောက်မိတ်လာပြီလားဒီလိုထွက်ပြေးမလို့ဒီလိုဒုက္ခကြီးနဲ့တွေ့တာထွက်ပြေးဖို့လုပ်တဲ့ဥစ္စာတော်မိတော့ကိုယ့်တခါတည်းဒေါသတွေဖြစ်ဒီလောက်မေ့ရမလားအဲ့ဒါနဲ့အိယာလေးပစိုးလေးနဲ့အင်းကြီးလေးကိုဖုံဖုံရှိမှထားတယ်မေ့မှဆိုတရားထိုင်တော့နောက်မှရောက်နေတော့အရှိမှရေဘူးလေးပေးနာကတ်တာဆရာတော်ကြီးကလည်းကိုဆွမ်းသပိတ်တွေမောဟရေစစ်သပိတ်ရေစစ်တော့အဲ့ဒါလိုပြောဆွမ်းကလည်းမောဟအေးကလည်းမနဲ့3 နာရီခွဲလောက်ထားရအေးကလည်းပြည့်လူကသက်ဒုက္ခလို့ခေါ်ညှင်းဆဲနေတယ်လို့ပဲဘုံဘုံဒီလိုတင်ခဲ့အဲ့ဒါနဲ့ပဲ9ရက်နေပြီးသွားရော6ရက်နေတခါထွက်မယ်ဗောဒီမှာအရှင်နာမှာပစိုးလေးတွေထားအဲ့လိုပဲကျင့်တာဗောခါတိုင်းလိုပဲပြုံးလိုက်ပြင်းလိုက်လှုပ်နေတာပဲဆောင်းမုတ်ကြီး2ပုတ်ကတော့ရှိတယ်ဟိုဘက်ပေါက်ဒီဘက်ပေါက်ကနေအရှင်မြတ်လူကျင့်ကြပါဗျာနံပါတ်1အတွက်အရှင်မြတ်လူအတွက်နံပါတ်2အတွက်မိဘတွေအတွက်နံပါတ်3အတွက်ဆရာသမားတွေနံပါတ်4အတွက်ဝိယဝိဇ္ဇတွေအတွက်ပါဗျာအဲ့ဒါကြီးကတော့9မိနစ်တပါပြောနေတာပဲနားလည်းဦးနေပြီဟိုလည်းစိတ်တွေကဆင်းရဲသူဟောတာရဲ့သူ့အတန်ကြီးလည်းနားဦးနေပြီဘုံဘုံမှာမကြားနိုင်ဘူးအဲ့ဒါလိုဖြစ်နေတဲ့အချိန်မှာ6ရက်နေ့မှာကြာတော့လဲနေတာပဲရေချိုးချိန်ကြာတော့လဲသွားချိုးတာပဲချိုးပြီးပြန်လာပြီးတရားထိုင်မဲ့အချိန်ကကြာသတိရပြန်တာပဲအခုဆိုပစိုးတဲ့အင်းကြီးကျတော့အရှိမရှိကြည်စမ်းမနေ့ကအနောက်မှာမဟုတ်လို့ငါအရှိလေးထားလဲငါမေ့အဲ့ဒီတော့ဘယ်တော့6ရက်ပုံသွားတော့9ရက်ဖြစ်သွားတယ်ဘုံလက်ချိုးကြည့်ဟိုဒီနေ့9ရက်နှစ်ပြန်ဆိုရှိရသဘက်ကဆို9ရက်ထွက်ရတော့ဒီနှစ်ပြန်သဘက်ကလေးနဲ့ငါထွက်ပြေးရင်မပြေးတော့ဘူးငါပြေးဖို့2ရက်လောက်တာလဲမေ့တယ်အဲ့ဒီလောက်တောင်ဖြစ်တာဒီရုပ်ကိုတန်ခတ်တယ်လို့ပေါ့ဒီရုပ်ကြီးသိစိတ်ဆိုးသွားတယ်ကိုရုပ်ကြီးဒီလောက်မေ့ရမလားဆိုပဲဒီနေ့တော့ဖြစ်ချင်ရဖြစ်နံပါတ်1အတွက်မိမိအတွက်ဆိုတော့ငါအတွက်ဘာဖြစ်မလဲဆိုတော့အဲ့ဒါလေးဆုံးဖြတ်ချက်ချလာပေါ့ပဲဖြစ်ချင်ရဖြစ်တော့ရက်ကလည်းနှစ်ပြင်တည်းသဘက်ကဆိုထွက်ရတော့မထူးတော့ထွက်ပြေးဖို့2ရက်တိုင်နေလောက်တော့မေ့တယ်ကောင်ဟုတ်မေ့တယ်ကောင်မင်းခါတော့မင်းအဲ့ဒါကိုနံပါတ်1အတွက်မင်းအတွက်ဆိုတော့ဘာလဲကြည့်မယ်ဆိုပြီးတော့သေချာသင်္ကန်းကိုဒီလိုကလည်းပတ်ပဲ့ပြီးတော့ကြာနာထိုင်တာပဲလှုပ်လည်းမလှုပ်တော့ဘူးဆိုပြီးတော့ထိုင်ကြည့်တာအဲ့ငါအတွက်ဘာဖြစ်လာမလဲလဲဆိုတဲ့တရားကဘုံဘုံပို့ပြီးတရားတွေဘာတွေနားမလဲဘူးဟိုကနေဆောင်းမောက်ကျန်နံပါတ်1အတွက်ရှင်များတို့အတွက်ပါဖေးနံပါတ်2အတွက်မိဘတွေအတွက်နံပါတ်3အတွက်ကိုဆရာသမားတွေနံပါတ်4အတွက်ဝေယဝိဇ္ဇတွေအတွက်ဆိုတော့အဲ့ဒါကြီးကတော့နားကြီးဝါနေစူးနေဒီနေ့တော့သိသိချာချာနားထောင်လိုက်တော့နံပါတ်1အတွက်ငါအတွက်ဘာလဲကြည့်မယ်ဆိုတော့ကြည့်တော့စားအောင်လို့ဝင်လေတက်လေအသိကဆိုတာ
အသိကတာနဲ့မဟုတ်ဘူးတက်ငုတ်တော့တိုင်ကြည့်လိုက်တဲ့အခါကျတော့ဒီလိုတင်းတင်းကိုထိုင်နာတော့ညာဘက်ခြေတော့ကအောက်ရောက်နေတယ်ဘယ်ဘက်ခြေတော့ပေါင်ကအပေါ်ရောက်နေတော့ခြေစလုံးကိုခြေမကလာထိနေတာထိရုံလေးနော်အောက်ကအမာနဲ့ကားရုံနဲ့တင်မားတွေပူပါလားမဟုတ်ဘူးခြေမနဲ့ခြေစလုံးလေးထိရုံလေးကပူလိုက်တာတလားဘုံကတေဇောတတ်ဆိုတာနားမလဲဘူးဘုံကဒီခန္ဓာကိုယ်ရဲ့တေဇောရုပ်ဆိုတာနားမလဲပဲဘူးလားပူတော့လာပြီဘာဖြစ်ဘာနံပါတ်1တော့မိမိအတွက်ဆိုတော့ငါဘာဖြစ်လာမလဲကြည့်တာပူတာကနေပိုးပူလာပူတော့ပူလာသူဘာဖြစ်အောင်မလဲစိတ်နဲ့ကြည့်နေနောက်ကျတော့တခါတော့တော်တော်ကြီးခြေတော်ကြီးကပူလာတော်တော်ပူလာတော့သူဘာဖြစ်အောင်မလဲအဲ့ဒီကနေပေါင်မှတက်ပူလာပေါင်တစ်ချောင်းလုံးလည်းပူတော့ဒိန်းဆိုတော့ရင်ထဲမှာလားပူတဲ့ပူကပူဆိုးဒီလောအခုတော့ဘုံဝင်ပေါ့ဘုံလို့သိတာဘုံဝင်နေပါလိမ့်မသိရင်ထဲပဲသိရင်ကောင်းတော့မှလာပူတဲ့ပူကပူဆိုးနေဘုံကစဉ်းစားဟုတ်ပါဟိုပေါင်မာရီပူတဲ့ပူတာထားအောက်ကဖိထားတယ်ဒီရင်ဘက်မှာပူတဲ့ပူကအထီးညီလည်းမလို့ဘာလို့ပူရတာလဲဟုတ်တယ်ဘာဖြစ်တယ်လဲဆိုတော့ရှောက်ကြည့်နေတာနော်ဟိုလူတွေကဘာလဲတရားဆိုဝေဒနာတက်မှကြောက်တယ်ဘုံမဟုတ်ဘာလဲဆိုတော့ရှောက်ကြည့်နေတာအဲ့ဒါသူ့ကိုလည်းတော်တော်ဒေါသဖြစ်သွားတော့နှစ်ရက်တန်နဲ့သူမေ့နေတာကောင်ဆိုတော့ဖြစ်ချင်ရဖြစ်ဒီကကြည့်မယ်ဆိုတာဒီစုံမြတ်ချက်ကလည်းကောက်အောင်ပါကြည့်လိုက်တော့ပူတဲ့ပူလာတဲ့ရင်ကလည်းပူတယ်ဟိုကလည်းရုပ်ကြီးကလည်းပူတယ်ဒီဘုံဝင်ကစိတ်ကလည်းပူလိုက်တော့နှစ်ခုအပူလဲဆက်သွားရောမိဘုံကြီးနဲ့ထိုင်ရတယ်လို့ဖြစ်သွားဟာဖြစ်ပြင်းရဘာမှမသိဘူးနော်အဲ့ဒီအချိန်မှာဘာဖြစ်မလဲကြည်ရင်နဲ့နှစ်ခုလဲဆက်လဲသွားရောမိဘုံနဲ့ငုတ်လို့ကြည့်ထိုင်လို့တစ်ခါလဲဖူချင်းထိုးထားတယ်လို့ဖြစ်နေတကောလုံးပူချစ်ပြီးတော့မိဘုံကြီးနဲ့ပါပဲငုတ်လို့ထိုင်နေအဲ့ဒီတော့မှစိတ်ကလေးကဗျမ်းဆိုပေါ်လာဟာဟိုဘာဖြစ်မလဲအကောင်ကြီးကပျောက်ပြီးတော့ဟာငါတော့သေတော့မှာပဲဆိုပြီးတော့တခါလဲလှုပ်တာဖြုတ်လို့လည်းမရဘယ်လိုဖြုတ်လဲလက်တွေဖြုတ်ခြေထောက်တွေဖြုတ်မရဘူးဒါမှမဟုတ်တရားဟာလေတကယ်အားထုတ်ပါတရားကစောင့်ပါတယ်ဒီတရားကချုပ်ပြီးရင်ကိုချုပ်လို့မရဖြုတ်လို့မရပါဘူးသီလသမာဓိချုပ်ပြီးသွားတယ်ဒါဘုံပြင်းတယ်ဘုံတော့ဟိုလုတ်တဲ့ပုဂ္ဂိုလ်မရှိဘူးအတင်းပြင်းဖြစ်တယ်အတင်းဖြတ်တယ်ဖြတ်လို့မရဘူးဒီရုပ်ဒီမှာဒုက္ခတွေရောက်ပြီမိဘုံနဲ့နေရတယ်လို့ဖြစ်တော့ဖြတ်လို့မရတော့အမှားရောပူလဲလာတော့ငါတော့သီတော့မှာပဲဖြတ်လို့မရတော့စိတ်ကလေးကအောနေတယ်အထက်ထဲမှာငါတော့သီတော့မှာပဲအမလို့ဒုက္ခရောက်ပြီသီတော့မှာအကြီးကျယ်အောနေတယ်အဲ့ဒါလိုပုဂ္ဂိုလ်တွေကသေကံဒီမှာလေမကျင့်တဲ့ပုဂ္ဂိုလ်တွေပါဇက်ကတာမပြောတာမျောတဲ့ကောင်အဲ့လိုအောနေတယ်ဗျာလူတိုင်းမကျင့်တဲ့ပုဂ္ဂိုလ်တွေကျင့်ကြကြမှာသေကံนี่လေလူတွေကမပြောနိုင်တာအထက်ကမှာလေခါလဲအောနေလိမ့်မယ်အော်ဟစ်ကနဲ့ဂျွန်းလာနေလိမ့်မယ်တခါလဲဟိုဘာကတယ်လို့ပဲတောင်းကျွန်းနေပြည့်စိတ်ကျွန်းနေပြည့်စိတ်ကလေးကလေတောက်တက်ခတ်နေလိမ့်မယ်တဲ့တော့ရင်ထဲမှာဒီရုပ်ကြီးကဒုက္ခတွေ့ပြီကိုမီးရှို့ထားတယ်လို့ဖြစ်နေတာမီးလောင်နေမှနေရအဲ့စိတ်ကလေးကအဲ့ဒီရင်ထဲမှာဟာအော်ဟစ်နေတော့အော်ရင်းနဲ့တီတော့မှာပဲနဲ့ကျင်းနဲ့စိတ်ကလေးကတခါလဲသေမှကြောက်လို့အတန်လေးသေပြီးတော့တခါစိတ်ကလေးအတင်းသေမှကြောက်လို့ထိမ့်လိုက်တာထိန်းတာကျင်းဆိုထွက်သွားတာလေးနဲ့ကြည်စံပြစ်လိုက်တယ်လို့ပဲအပြင်မှာထွက်သွားတာအပြင်မှာရောက်သွားတာနော်ကျင့်နေတာကဝိပဿနာလေးကိုဝေဒနာချုပ်ကျင်တာတခါလေအပြင်ဗိဓသမထာတော့ဝင်သွားတာကိုမသိဘူးအပြင်မှာထွက်လွတ်သွားနာတာလည်းမရှိဘူးကျင်တာလည်းမရှိဘူးဘာတွေမြင်နေတာအခုဘုံပလင်မောကဒကာဓမ္မတွေကြည့်နေတယ်လို့ပဲခါအပေါ်နေစီးကြည့်နေတာဘာဖြစ်လို့လဲကြည့်လိုက်တော့ဘုံကြီးရေလို့ရတယ်ဘုံရေးကြည့်နေတယ်တရားနဲ့9ပါးတပါးပြောက်ဒါပေမဲ့တပါးပြောက်တာတော့မသိဘူး109ပါးကျောင်းမှာရှိတာက9ပါးတရားနဲ့12ပါးဘယ်လိုသွားလဲဆိုတော့တာကိတ9ယောက်ကသင်္ချိုင်းကုန်းကိုအတုပပို့ဘုံရေးကြည့်နောက်အနောက်မှာကျတော့ဘာတွေ့လဲဆိုတော့ဟိုလှဲရင်နဲ့ဟိုလေးတွေလောက်ပြီးတော့ပန်းဝေတွေချပြီးတော့အလောင်းတက်လောက်ရွှေတီးလေးလက်ကဖွင့်ပြီးတော့ဆောင်းအနောက်မှာပရိသတ်ကလည်းများတယ်ကြည့်ဘုံနေဘူးကြီးတပေါင်းတကူလာကြီးပေါ့ဘုံကြည့်နေတာပဲဘယ်ရကြည့်မှလည်းမသိဘူးညင်းနေတယ်အဲ့ဒါနဲ့ကြည့်နေနေအဲ့ပရိသတ်ကြီးလည်းကိုရော9ရက်ကနေ10ရက်ကိုကျော်9ရက်ကိုတင်ញံကုန်သွားချကြည့်နေနေနောက်ပြေဆုံးမှာမိန်းကလေး2ယောက်က16နဲ့18နဲ့လောက်ရှိပါတယ်မိန်းကလေး2ယောက်ကအဲ့တော့ခောက်တီးလေးရပေါ်ကစား85ကျပ်ရှိသေးတယ်ခောက်တီးပေါ်ကစားဖြစ်မိန်းကလေး2ယောက်ကခောက်တီးလေးတစ်လက်ကိုနေပြီးတော့ဆောင်းပြီးတော့သွားသူတို့2ယောက်စကားပြောလိုက်ဒီကဲဒီဘုန်းကြီးအားတဲ့ဘုန်းကြီးလည်းစီးတယ်လူတွေလည်းစီးတယ်ဘယ်ကဘုန်းကြီးလဲတဲ့ပြန်တော့
အဲ့ဒါဘောအေးတဲ့ဓမ္မဝိနည်းအကြောင်းမှာတရားကျင့်ရတဲ့ပြန်တော်မူသွားတဲ့ဘုရားဆိုဟာငါပါလားလို့လည်းသိလိုက်ပြီတော့ထွက်ဒီပြန်ကတ်တာခံလိုက်ရတာဓမ္မကြီးတို့ဟာစောစောလွတ်နေတာနော်စိတ်ကလေးကအပြင်ရောက်နေတာအခုခန္ဓာငါပါလားလို့သိရောငါနဲ့ပေါင်းလို့ဒီရုပ်ကတ်နေတာခံလိုက်ရတာတခါတည်းကိုခံရပြီနဲ့ဒီရုပ်ကြီးတော့မိဘုံထဲမှာနေရပြီနဲ့စိတ်ကလေးကစဉ်းစားတယ်ဟာဒီလိုသေပုံလေးငါဘယ်နှခါသေဘူးလဲဟဲ့ဆိုတော့လှည့်ကြည့်လိုက်တာဘာလဲတင်းနှောင်းထဲမှာနှမ်းနေထည့်ပြီးတော့ဆွတ်ပြက်ပလိုက်တယ်ဟာဘဝတွေဆိုတာမြောက်များစွာရေလို့မရဘူးအနိကရုပ်ကိုဆွဲကြည့်တယ်ဆိုတော့ကလားဘဝတွေများကလားဘဝနဲ့သိခဲ့တာတွေရင်းနှစ်သိခဲ့တာတွေချင်းဖြတ်လို့ချင်းတုံကြီးသစ်ပင်ကြီးပြီးသိခဲ့တာတွေအများကြီးပဲဘုံတိတ်လည်းမကြည့်နိုင်ဘူးနီးစက်ရကောက်ကြည့်နောက်ကခွေးလည်းဖြစ်ခဲ့တာပဲခွေးတော့ခွေးကောင်းမို့ခွေးစားကြီးလည်းဖြစ်ခဲ့တာဟာဘဝတွေဒီလိုဖြစ်ခဲ့ပါလားကြည့်ပြီးတော့မကြည့်ချင်တော့မကြည့်ချင်မနဲ့ပြန်ပြီးတော့ငါဒီတစ်ခါသိရင်တော့ဒီလိုသွားရမှာပဲဆိုအောင်မသိမှတော့ဝင်းတာဟိုအလောင်းတွေထားတော့ငါသိရင်ဒီလိုသွားရမယ်ဆိုပြီးတော့ဝင်းတာပြီးတော့နေတာစိတ်ကလေးကလေဒီလောက်ဝီဟုံတောက်နေတဲ့ရုပ်ကြီးတဲ့မှာ तू ကအလေတက်တဲ့အကွက်ကလေးမှာချမ်းသာပြီးတော့နေတယ်စိတ်ကလေးကငြိမ်းနေရတယ်ဒီရုပ်ကြီးတဲ့ကိုမထွက်ရဲဘူးအဲ့ချမ်းသာပြီးတော့ငါသိရင်ဟိုလိုသွားမှာပဲငါသိဟိုလိုသွားမှာပဲဝင်းတာပြီးတော့ငြိမ်းနေနဲ့အဲ့ဒီရုပ်ထဲကဝေဒနာတွေဟာပြည့်ကျက်နေတဲ့ဒီဇောတတ်တွေဟာဘာနဲ့ဥပမာတူလဲဆိုတော့တိုင်ပြီးတစ်လုံးရေအပြည့်ထည့်ပြီးတော့အောက်မှာအပေါက်ကလေးတော့ဖောက်ထားတယ်အကြနှီးလိုက်တာဝေဒနာချုပ်ကိုဟိုရော့သွားတယ်ဟာလေရော့တော့အကြာကြီးပဲအနည်းငယ်တစ်ချက်ကကျန်တာည6နာရီ9နာရီခွဲနေပြီဘုံမသိတော့ဟိုအဋ္ဌာန်တွေကဖြုတ်ကုန်ပြီ4နာရီကဘုံဒါလည်းမသိဘူးဒီမှာအဲ့ဒါလိုက်နေတာအဲ့ဒါလေးလေဝေဒနာလည်းပုံသွားရောဘာမှလည်းမရှိရောငုတ်တို့ကြီးပြောက်အတိလည်းမရှိဘူးလဲတော့ကိုသိကောင်းတယ်ကောင်းမှသေးမလဲလည်းမလဲဘုံမအတိဆိုလို့လုံးဝမရှိဘူးအဲနောက်မှအတိလေးတစ်သိပေါ်လဲကြီးနေတာပဲသူကအကြည်စီလေးပေါ့အကြည်လေးစိတ်ကလေးတစ်စိတ်ပေါ်အဲ့အကြည်လေးနဲ့ဟောတေကောင်းတာပါလေအဲ့တော့ငါယုတ်ကြီးဘယ်ရောက်လဲလိုက်ကြည့်တယ်မတွေ့ဘူးလားထိုင်းနေတဲ့ရုပ်ကိုမတွေ့ဟာဒါနဲ့ငါဘယ်ရောက်နိုင်ငံခြားသမောမှလားမဟုတ်ဒါပြင်ရုပ်ရှင်ရုံမှလားမဟုတ်အိမ်မှလားမဟုတ်ဒါနဲ့ငါဘယ်ရောက်နေလဲနောက်မှစဉ်းစားအောင်ငါဘုန်းကြီးဝင်တယ်ညလုံးဖွင့်ကြည့်ဒါတမြင်ကိုကြီးတွေ့တယ်ကိုလည်းမဟုတ်ဘူးဒကာဓမ္မတွေအခုမြင်ရတယ်လို့ပဲကြည့်ရတယ်ဒီကိုကြည့်တယ်သူများရုပ်လည်းမဟုတ်ကိုရုပ်လည်းမဟုတ်ဒီလက်တငုတ်တူကြီးပဲတွေ့ပြန်မိတ်လို့လည်းမရှိတော့ငါချစ်တော့ဒီလက်တွေဘယ်ရောက်ကုန်လိုက်ရှာမတွေ့ဖွင့်ကြည့်တော့လည်းတွေ့အောင်ဖို့သိကောင်းအဲ့ဒါပြန်မိတ်ကြည့်တော့လည်းမတွေ့ဖွင့်ကြည့်တော့လည်းတွေ့ဒါမှမဟုတ်တွေ့ပြန်တော့လည်းပုံမဟုတ်ဘုံကတကလည်းလက်တွေ့ကြကြကြည့်တယ်နောက်လည်းကြောင်မမြင်တော့မတွေ့တဲ့အတူတော့မထူးတော့ဘူးလေပြန်မတွေ့ချင်လည်းနေတော့ဆိုတော့စိတ်ကလေးကရော့ကြတော့ဖြတ်ဆိုအသိပေါ်လာတော့ငကိုအသိပြတ်သွားလူအသိပြတ်သွားလို့ပျော်လိုက်တာတယောက်တည်းလေဒီလောက်ပျော်တဲ့ပုံမျိုးတစ်ခါမှမရှိဘူးဘုံတစ်သက်နဲ့တပုံမှာဒီလိုချမ်းသာတဲ့ပုံပျော်တဲ့ပုံမရဘူးအဲ့တော့ကိုယ့်ဘဝကိုကြည့်လိုက်ငါဘဝမှာဒီလိုပျော်ပုံမျိုးဘယ်နှခါကြည့်တယ်လဲဆိုရှိတယ်လဲဆိုတော့ဆင်ញင်ကြည့်လိုက်တာတစ်ခါမှမတွေ့ခဲ့တွေ့ခဲ့တဲ့တနေရာတော့မှတ်လောက်ဘာလဲဆိုတော့10တန်းအောင်တော့ဒါဘုံခဏလူတွေဟောပြဘုံတို့ခက်က10တန်းအောင်ဖို့မလွယ်ဘူးဟိုလေလူပေါင်း60ဖြည့်လို့9ရောက်တော့အောင်ရင်ဒါအောင်ချက်ကောင်းတယ်ကျောင်း2ရောက်တော့အောင်3ရောက်တော့အောင်10တန်းမှာသူစစ်ထားတာ9တန်းမှာစစ်ထားတယ်9တန်းအောင်ရင်ကျောင်းဆရာတွေတော့လုပ်လို့ရ9တန်းမှာစစ်ထားတာတခါ10တန်းမှာလာစစ်တယ်အဲ့တော့10တန်းရောက်ကြတာကြီးပဲအဲ့ဒီနေရာမှာခဲကြရတာပဲ10တန်းတက္ကသိုလ်ရောက်ဖို့ကမလွယ်လောက်ဘူးအဲ့ဒီနေရာမှာအဲ့ဒီတော့10တန်းမှာ6ရောက်မှာဘုံဘုံ1ယောက်ပါသွားတော့ဝင်းတာတော့ပေါ့အဲ့ဒီပြောတာအပြောလှမ်းကြည့်လိုက်တာဒါလည်းမဟုတ်ဒီအဲ့ဒီတော့ပြောခဲ့တာအခုပြောတယ်လို့မဟုတ်အခုပြောတာကအသလူကြီးပြောနေတာအဲ့ဒီလည်းပြောတယ်ဗျစားလည်းပြောတယ်ဗျသွားနေလည်းပြောတယ်သွားတဲ့ကံလည်းခြေထောက်နဲ့ညီကြီးနဲ့မထိဘူးသူကပေါ့ပါပါလေးဖြစ်နေဒီဝေဒနာချုပ်တာနော်အံ့ဩဖို့သိကောင်းတယ်အဲ့ဒါတော့ဝေဒနာတစ်ခါချုပ်တော့ရအောင်လုပ်ထားကြဘုံဘုံအဲ့ဒီချုပ်ပြီးတွေကဆရာတော်ကြီးကခေါ်ပြီးတော့မေးတယ်မပြောနိုင်ဘူးပြောနေလို့ငါသိသွားပြီဒီညောင်းနှံညာတာချုပ်ရင်တော့ဒီနေရာရှိတယ်လို့ဘုံဘုံသိသွားပြီကျင့်တော်မယ်ဆိုသူများအိတ်တယ်ဘုံဘုံမယ်ကိုဆက်ကျင့်မရတော့ဘူးတစ်ခါပဲရတယ်တင်းတာပို့လို့ဆုံးအောင်လိုက်ပြန်တော့တောင်းတာပို့လို့ပေါ့တောင်းတာဆုံးအောင်လိုက်ပြန်တော့ခွိုက်တာပို့လို့ပေါ့ဟိုလိုတစ်ခါတော့ဒေတော့မချုပ်တော့ဘယ်ချုပ်မလဲဟို
တင်းတာပေါ်တဲ့အခါမှာတင်းတော့လာပြီဟိုလိုချုံမလားဟိုလိုချုံလားတင်ညာဝင်နေတာကိုယ့်ကိုနားမလဲလိုက်အဲ့ဒါနဲ့ပဲမချုပ်တော့တော်ပြီကိုယ့်ရဲ့လဲဆိုတော့ဒေါက်တာဒေါ်သိန်းညအရှင်များဆက်ဝင်မလားလူလွတ်လားဟုတ်တယ်ကျွန်တော်လူပြိုပဲလူလွတ်ပဲဒါဆက်ဝင်ပါတပည့်တော်တာဝန်ရအာမိုးကိုသိသွားပြီလေဒီခန္ဓာရှိလာရင်ဘယ်လိုဖြစ်ဖြစ်ကြာကြာတိုင်ညောင်းနာညာတာရှိတယ်သိဒီညောင်းနာညာတာချုပ်ရင်ဒါရတယ်ရုပ်ရှင်ယုံမှာပဲထိုင်တိုင်းညောင်းနာညာတာပေါ်ရင်ဒါညောင်းနာညာတာပဲအဓိကအဲ့ဒါလိုပုံပုံလုပ်ခဲ့အဲ့ဒီတော့လူထွက်ပြီးအဲ့ဒီရဟန်းထွက်သွားပြီးတော့ပဲမှလည်းဆက်ကျင့်တယ်ပေါ့ကျင့်တော့ပဲမနေတော့ဘူးအဲ့ဒါလိုဝေဒနာချုပ်တဲ့ပုံကရိုက်တာမရတော့ဘူးပေါင်းမှန်းသိသွားတယ်ဒီလိုပေါင်းတဲ့ပေါင်းမျိုးကဘာနဲ့မှမတူဘူးချမ်းသာတဲ့ချမ်းသာမျိုးအဲ့ဒါနဲ့ဆက်ကျင့်လာလိုက်တာ6နှစ်တိုင်တိုင်အကြာမြင်နေတဲ့လေတဲ့ဝိဇ္ဇာနေတဲ့လေကုန်နဲ့ဆရာမရှိတော့နော်ဆရာသိကြောက်ဆရာကောင်းတယ်ဆရာမရှိကိုရောက်ချင်ရောက်ကိုကိုတော့ပေါ့နေတာပဲအဲရုပ်ခွဲနံကိုတွေလေတဲ့ကောင်းငင်ပြန်တဲ့အတက်တွေလေတဲ့ဘုံဘုံလေခဲ့တာအများကြီးတော်တော်ကို24နှစ်သားနေပြီးတော့20နဲ့9နှစ်သားအထိဟာအဲ့ဒီနယ်ထဲမှာစုံစုံမြုပ်ကိုကိုတော့ဟုတ်နေတာဒါပြည့်သိတယ်ဝေဒနာချုပ်တုံးကကောင်းကွက်ကလေးကိုတော့ဘုံဘုံထောက်ပါတယ်ဒီနေရာမရတယ်များငါမေးဘူးဒီဘက်ကတော့ရနေတာတော့ရနေတာဒါမဟုတ်ဘူးဟိုကဘာလဲချမ်းသာလည်းမပါဘူးဆင်းရဲတာလည်းမရှိဘူးချမ်းသာတာလည်းမရှိဘူးသူကဝိမု ക്തി ဆိုတာဘုံဘုံမပြောတတ်ဘူးလွတ်မြောက်နေတာလေအမတန်ကောင်းတယ်လို့သာပြောရတာကောင်းတာလည်းမရှိဘူးဒီနေရာလေးတစ်ပတ်ကအဲ့ဒါလေးကိုဘုံဘုံချိန်တာအဲ့ဒါလိုနဲ့ပဲနေလာစက်ကျင်တော့ကျင်းကျင်းနဲ့တင်းကူနဲ့တခါလဲဘူးတင်းကူဟုတ်ဘုံဘုံမလေးပါးစာကိုလေအများအားပေးတယ်အဲ့ဒီထဲမှာဘုံဘုံအဖေကတင်းရဆိုတော့သူကမလေးပါးစာကိုလေသေးသေးလေးပါလေလေးလုံးလောက်ရှိယူလာမင်းဖတ်ကြည့်စမ်းကွာဆိုတော့ဘုံဘုံဖတ်ကြည့်တော့သဘောကျသွားတာတခုရှိတယ်ဝေဒနာတက်တဲ့ပုဂ္ဂိုလ်များဟာတဲ့ဒုက္ခဝေဒနာတွေ့တဲ့ပုဂ္ဂိုလ်များခန္ဓာသဲခန္ဓာရကြီးထဲမှာသွားနေသလိုပဲတဲ့ဖဏကလည်းမရှိချီလည်းမရှိအုတ်ထုတ်လည်းမရှိရေရလည်းငတ်ဓမင်းရလည်းစားနေရလည်းပူအောက်ကလည်းသေးရလည်းပူတော့ရှောက်နေရတယ်လို့တဲ့ဒီတရားကျင့်တဲ့ဝေဒနာနဲ့နေတဲ့ပုဂ္ဂိုလ်များနောက်ပြန်အောင်လည်းနောက်လမ်းမှမရှိရှေ့သွားအောင်လည်းဘာမှမတွေ့ကုန်းရှောက်နေရတယ်တဲ့အဲ့ဒီနေရာမှာကံကောင်းတဲ့ဖြင့်သစ်ပင်ရိတ်ကလေးနဲ့ရိုးစင်လေးတွေ့ရောအတင်းခုန်ပေါက်ပြေးလွှားပြီးတော့ရေလေးတော့အရင်အောက်မှာနေလိုက်တဲ့လို့တဲ့နွားချီရကွက်ထဲမှာဖားတငယ်လေးဝင့်နေတယ်လို့စိတ်ကလေးကဝင့်နေပါလိမ့်မယ်ဆိုတာဟာဘုံဘုံဖြစ်တာနဲ့တန်းသိတော့ဟာဒီဆရာနဲ့လိုက်ရင်တော့ငါရပြီဟိုအကြမ်းမြင်နေပါလေမလို့ကျွန်တော်ဟိုဖြစ်တာနေတဲ့ဒီလမ်းကိုလိုက်လို့မသိဘူးအခုတော့သိပြီဆိုတော့တဲကိုဆရာတော်ရှိရောက်တာကလည်းတခုတော့ရှိတယ်ပေါ့ယဟန္တာလို့ဆိုတော့သွားဖူးရင်းနဲ့ယဟန္တာကိုကျော်စောတင်ရှားတဲကိုဆရာသူတပားပဲစိုက်ဖို့တက်တယ်အဲ့ဒီမှာဘုံဘုံယဟန္တာဆိုတော့သွားဖူးလာယဟန္တာဆိုတော့ကောင်းကင်ကနေရွှေကင်းနဲ့ရောက်လာမလားမြေကြီးကနေပလင်ပေါ်ဖွားကနေပေါ်လာမလားဘုံဘုံကဒီလိုထင်တာယဟန္တာတခါသူ့ဘာသူတောင်းနဲ့ကြာပလင်ပေါ်ရောက်တော့သူဟောတော့ယဟန္တာဆိုတော့ဘုံကြီးပဲဘုံဘုံကလူသိနေဘူးဘုံကြီးပဲယဟန္တာဒါသူဘာတွေဟောတဲ့တရားကိုနားထောင်လိုက်တော့မှကျက်သိမ်းထစရာတွေကောင်းဟာဒီတရားတွေတဲကောင်းပါလားကိုလည်းနားမလဲမလဲဘဲနဲ့ကောင်းနေတယ်ဘုံဘုံဟိုကဓာတ်ကံကရှိတာအဲ့ဒီတော့မှဘုံဘုံဟာဘာလို့ရတယ်လဲဆိုတော့စက်ကျင်တော့ဒီဝေဒနာကိုဆုံးအောင်လိုက်တယ်သူကလည်းရှုခိုင်းတယ်ရှုပြီးတော့လိုက်တာလိုက်ရင်နဲ့ဘာတွေ့လဲဆိုတော့တင်းနာပေါ်တယ်သွားညှို့တဲ့စိတ်ကလေးတွေ့တယ်သွားညှို့တဲ့ဇံအာနာပါနရှုလိုက်တဲ့စိတ်ကလေးကနာသီးပြပြန်ရောက်တယ်ရှုလေးများရင်နာသီးပြရောက်တယ်ရှုလေးနဲ့ရင်ဝေဒနာရှိပြန်ကြတယ်စိတ်ကလေးကတောက်တဲ့နဲ့သွားနေတာတွေ့တယ်အဲ့ဒီတော့မှသွားညှို့တာနန္တရားဖောက်ပြန်တာရုပ်တရားရုပ်နဲ့နံနေရိပ်မိလာတယ်ဒါရုပ်နဲ့ရိပ်မိလာတယ်အဲ့ဒါဆက်ရှုတာပဲဆက်ရှုရင်လည်းအမှဘာစိတ်ကလေးကနောက်ပြီးဆုံးဒီဘုံဝဲမှာငြိမ်နေတယ်ဝေဒနာလည်းမရှိတော့ရင်ထဲမှာငြိမ်ပြီးတော့နေတယ်တေကောင်းတယ်ဒါမှမဟုတ်ကောင်းရင်ဟိုဝေဒနာချုပ်တော့ကောင်းလို့မကောင်းဘုံမှာနှိုင်းရှင်ကြည့်တယ်ဒီမှာငြိမ်ပြီးတော့ချုပ်နေတာလေးနဲ့ငါတစ်ချိန်ကဝေဒနာချုပ်တော့ဒါမကောင်းဟိုဥစားကောင်းရင်တော့ဝေဒနာချုပ်တော့မှတ်ထားတယ်ဘုံမှာမှတ်မိတယ်အဲ့ဒါနဲ့ပဲစက်ကျင်နဲ့နောက်ပြီးဆုံးဘယ်မှာလဲဆိုတော့လူရင်းပြောရင်ရှေ့လဲဟိုစရာတွေရှိလူရင်းပြောရင်တော့တစ်ခါတိုင်4နာရီတစ်နေ့4ချိန်9ရက်မအေးရဘူးဝင်ရမယ်ဆိုတော့ဘုံဘုံလည်းမထူးတော့ဝင်မယ်ဆိုဝင်တာခွင့်ရုံ15ရက်ယူလိုက်ဘုံက9ရက်မအေးရဘူးဆိုတော့ဖျားများနေမလားဆိုတော့ကြိုတင်ပြီးတော့လုံးသက်ခွင့်15ရက်ယူပြီးတော့ဘုံဘုံဝင်ကျင်
15ရက်လုံးလုံးကိုဝေဒနာနဲ့ထိတာပဲထိလိုက်တာပဲဘုံဘုံဒီမှာအိမ်ဘဲမှမသွားဘူးအဲ့နာမှာဆလီကလေးတောက်လိုက်ထိုင်ကျင်လိုက်ဟာဒီလိုလောက်တာ9ရက်ပြည့်လာတော့မထိုင်လိုက်မဟုတ်တော့ကြည့်ပဲဝေဒနာလေးတက်တယ်ဘုံမမကျင်တော့သူများတွေဝေဒနာချုပ်တယ်ဆိုတော့ပြင်းတဲ့တောင်းနဲ့ညောင်းတဲ့ညာတွေချုပ်တယ်ထင်တာဗောဘုံဘုံလည်းဘုံဘုံလည်းချုပ်ခဲ့ပြီးတော့ဒီလိုပဲဝေဒနာချုပ်တယ်ချုပ်မှားနေတာဘုံဘုံမသိခဲ့ဘူးဒီတင်းတာတောင်းတာပဲ9ရက်လုံးလုံးတစ်ခါတိုင်း4နာရီ9ရက်လုံးဝကြောမခင်းရအောင်တော့ဘုံဘုံတပည့်တွေလည်းဒီလိုပြတယ်အဲ့ဒီတော့ဘာဖြစ်လဲဝေဒနာတန်းပူသွားဒီရုပ်ဝေဒနာတန်းပုံပြီးတော့ဘုံဝင်မှာပဲသူငြိမ်းနေတယ်လုံးစရာမရှိကြည့်ငုတ်လို့ကြည့်ဘာလို့ကမှလည်းမသိဘယ်လမ်းသွားမှလည်းမသိအဲ့ဒါလိုဖြစ်နေထိုင်လိုက်ရင်တော့မယ်ဘာလို့ကမှမသိဘူးတချို့တပည့်တွေလာပြောတယ်ဩသူတို့ဒီနားလေးမှာလဲကြတာပဲငါလဲခဲ့တဲ့နေရာတွေဘုံဘုံလည်းသိတယ်အဲ့မှာဘုံဝင်မှာနေပြီးတော့ဘာမှလုပ်စရာမလိုတော့ကျင့်ကြရလဲဘာကျင့်ရမှလည်းမသိဘူးအဲ့လိုဖြစ်ကြတယ်အဲ့ဒါဝိပဿနာနိဗ္ဗာန်ကိုခေါ်တဲ့အခါမှာသမထယာနိကဝိပဿနာယာနိကလို့ယာနိကနှစ်ပိုင်းရှိတယ်သမထယာနိကနဲ့တက်သွားတာအဲ့ဒါအခုနဘုံဘုံတို့ကျင့်တဲ့လိုင်းနေအဲ့ဒီတော့ခန္ဓာတော်ကစိတ်ကလေးပေါ်တယ်ပေါ်တဲ့စိတ်ကလေးရှုတယ်တခါသွားပြီးတော့ဘယ်ရောက်နေလဲလို့လိုက်စူးစမ်းတယ်သူတခုတွေ့တယ်စကားတွေပြောနေတယ်ခန္ဓာထဲမှာဒါရုပ်ပဲနာမဲလို့စကားပြောနေတယ်အဲ့ဒါလေးလည်းတွေ့ဒါသင်ညာမှမသိဘူးသွားညွတ်တဲ့စိတ်ကလေးတွေ့တယ်သူ့သင်္ခါရမှမသိဘူးတွေ့တော့တွေ့နေတယ်ဒါကိုဘုံဘုံသေရဲ6တဲ့ရွာနဲ့ဥပမာပေးပြီးတော့ဟောတာသေရဲ6တယ်သေရဲ6မှမသိတယ်ယောဂီတွေတရားတွေကျင့်တာလေသူတို့ဟောလိုက်ရင်လေမှားနေတာဒါသူတို့ကိုသူတို့ပြန်မသိတာလေဟောငါလူပဲဖြစ်တာပဲဒါကိုဘုံဘုံတို့ပြန်ပေါ်ပေးတယ်ဒီတရားွက်တွေအဲ့ဒီတော့ဒီအသည့်တွေတော့ရှိတယ်ဒါသမထယာနိကတွေဖြစ်နေတာဘုံဘုံမသိဘူးဒါနိဗ္ဗာန်ကိုသွားတာနော်ဟိုနိဗ္ဗာန်ကိုနဲ့မဆိုင်တဲ့သမထယာနိကကအကြအမြင်တွေဘိုးတော်တို့ဝိဇ္ဇာတို့နတ်တွေမြင်တာဒါတလိုက်နိဗ္ဗာန်မသွားနဲ့အခုကဒီခန္ဓာထဲမှာကိုဒီဝေဒနာတွေရှုတဲ့ဒီနာစိတ်တွေသိတဲ့သွားညွတ်တဲ့စိတ်တွေရှိတဲ့စကားပြောတဲ့ဟိုခန္ဓာ၅ပါးပေါ့ဝေဒနာသင်ညာသင်္ခါရဝိညာဏခန္ဓာ၄ပါးဒီဖောက်ပြန်တဲ့ယူကြည်လည်းသိတယ်ဒါတော့သိနေတယ်ဒါသမထယာနိကနဲ့သိပါအဲ့ဒါတွေသိတာပဲနဲ့ဘုံဘုံကဒီ9ရက်မှာလုပ်လိုက်တော့ဒီစိတ်တွေလည်းမရှိဘူးရှင်းပြီးတော့နေ9ရက်တာပြန်လာတယ်ဘာမှမရဘူးဘုံဘုံကထိုင်ရင်ဒီစကန်ထိုင်ရင်ရလို့ရမရရင်ရှုံးပြီဘုံကအရှုံးမြတ်ပြတ်တယ်အဲ့ဒါနဲ့9ရက်ပြန်လာတော့ကိုကသမာဓိတွေကောင်းပြီးတော့ဘာမှလည်းမသိဘူးမြင်တာလည်းမြင်တဲ့တိုင်းနဲ့သွားနေတာအဲ့တော့ဘုံဘုံအိမ်အောင်ကြတယ်ဘုံဘုံနဲ့လာရောအေးလေးတွေပါလေးယူလာဘုံဘုံလက်ကိုဟိုလည်းခလေးလေးကဆွဲမှလည်းမသိဘူးဘုံရုပ်ကြီးလွတ်နေတာနော်အိမ်ရောက်တော့တရက်နေလိုက်နောက်တရက်ကြာဒါကျင့်တာမဟုတ်ဘူးနော်ဟောဒီအကျင့်ကပါသွားတာဒါကိုမင်းတို့ကျင့်ညာကျင့်ပြီးတော့ဒီမှာမရရင်အိမ်ရောက်သိလိမ့်မယ်စားရင်တောင်းရင်နေရထိုင်ရင်ဒီတရားတွေပေါက်လာလိမ့်မယ်ဒီအကျင့်သွားတဲ့အကျင့်အရှိန်နဲ့ပါသွားလိမ့်မယ်ဘုံဘုံလည်းအဲ့လိုပါသွားတာအဲ့နေရမြောက်တဲ့အခါကျတော့ဘုံဘုံနှိကင်းပေါ့ရုံးကလည်းမတက်ရသေးတော့ပလက်ကလေးလမ်းပြီးတော့ဘုံဘုံဒီဟောငါ24နှစ်သားကျင်နေ24 25 26 29 28 29နှစ်သားငါရောက်6နှစ်ရှိနေပြီငါကျင့်တယ်တရားလူဆရာတော်အတုပဟောတယ်အတုပလည်းငါမမြင်ဘူးခဏပဲမြင်တယ်အယုစုဆိုလည်းခဏပဲမြင်ဒလစီမြင်ရမလို့ဆရာတော်ဟောတယ်ဘုံဘုံမမြင်ဘူးငါဆရာတော်ဟောတဲ့အတုပလည်းမမြင်ဘုရားလည်းဟောတယ်ယုံနာလည်းမမြင်ငါဒီလောက်ကျင့်တာငါတရားရမယ်ပုဂ္ဂိုလ်မဟုတ်ပါဘူးဆိုပလက်လန်းနေတာအဲ့ရပါပလက်လန်းပြီးတော့ကိုယ်လက်ကလေးချိုးပြီးတော့ပလက်လန်းငါတရားရမယ်ပုဂ္ဂိုလ်မဟုတ်တော့ပါဘူးလို့စိတ်ကလေးဆင်းရဲသွားလိုက်တာလေဘုံဘုံသိသိချာချာတွေ့ရအိုးလောကမှာဆင်းရဲစရာမရှိတော့ဘူးဆင်းရဲပြီးတော့ချစ်ချစ်ချုပ်ချုပ်ကိုဆင်းရဲသွားဒီဘဝလည်းရောက်လိုက်ပြောတိုင်းဆိုတော့လေတခါလို့အင်းငင်းဖြစ်သွားတယ်အကုန်လုံးအပေါ်တွေရောအောက်တွေရောလေဒလဟာကြီးဖြစ်သွားတယ်အပေါ်ဒီမှာလည်းအထထနဲ့ယုံနာနေတစ်ထက်စီယုံနာနေပြီအောက်ကြည့်လိုက်လည်းအောက်မှာလည်းအထထနဲ့ယုံနာနေဒီလောကကြည့်လည်းယုံနာနေဟင်းလင်းကြီးနေမှာခါလေယုံနာနေကုန်ပြီအပေါ်ကတော့နတ်ပညာလို့ပြောတာနတ်တွေပြမာတွေပေါ့ဘုံနတ်တွေပြမာတွေမမြင်ဘူးယုံရှိရင်နတ်ရှိတယ်ယုံနာနေပဲတွေ့ဘူးအဲ့ဒါဘုံဘုံယုံနာနဲ့3ရက်နေရတနေ့လုံး3ရက်တိတိပုံနေရခွေးကြည့်လဲယုံနာပြဟုတ်ပေါ့ဒါခွေးပါငါအရင်ခွေးလို့သိတာဘာလို့ယုံနာပြနေရယုံနာမယ်ဗဇက်ကပြောတာအပြောတာခွေးဆိုတာအပြောတာသင်ညာလို့ဘုံဘုံနားမလည်ခဲ့မြင်နေတာယုံနာမိမတွေကြည့်လဲယုံနာယောက်ျားတွေကြည့်လဲယုံနာကြက်တွေဘဲတွေခွေးတွေကြည့်လဲယုံနာဟုတ်ပေါ့ဒါကြက်တွေပါဒါစိတ်ကားသမားပါဗဇက်ကပြောလဲယုံနာမယ်
3ရက်တိတိနေလဲပြီးရော3ရက်နေမှာအကုန်လုံးလောကကြီးကြည့်လို့လဲပုံရောကိုပြန်ကြည့်လိုက်ညာပြန်လဲငါလေးယုံနာမှာလားအဲ့ဒီမှာကိုယုံနာမြင်ကြည်စမ်းစောစောယုံနာမြင်တာသူများတွေယုံနာတော့မြင်တယ်သူများတွေလိုက်ကြည့်ကိုမကြည့်ဘူးစီးကျွဲပြောက်ကိုလည်းမြင်လိုက်ပြီးတော့အဲ့ဒီနေရာမှာဘာဖြစ်လာလဲဆိုတော့ဒီအာဟောနေတယ်ကြည်စမ်းဒီယုံကြည်ကိုငါသိရင်2ယောက်တော့မှာဟာအခုဒီကောင်ကအကောင့်ထဲလည်းမရှိဘဲနဲ့ကြည်စမ်းထားခြင်းနေဆိုရင်အမယုံကြည်ရထားနန်လေးဆွဲပေါက်နေတော့ဘုံအတိုင်းသားတွေ့အဲ့ချင်းနဲ့စိတ်ကလေးကဘာသာယုံကြည်သွားအေးရဒီနန်လေးကအကောင့်ထဲလည်းမရှိဘူးသူကခေါ်သွားရင်ဒီယုံကြည်ကလက်ရထားခြင်းနေဆိုရင်သူကထားအာဟောနေတယ်ဘုံပုဂ္ဂိုလ်ကိုအာဟောနေပုဂ္ဂိုလ်လည်းမရှိဘူးဒီယုံနဲ့နာအောင်အာဟောနေဟာတည်ဆန်းကြပါလားဟောဒီတရားတွေတည်မှန်ပါလားပေါ့လေအဲ့ဒါယုံနာကိုမြင်သွားပြီဒါခုနရက်သွားတာကဒါသမထယာနိကပုံသွားပြီဒီမှာဝိပဿနာယာနိကတက်ပြီယုံနာမှာယုံနာမှာတက်လာတော့ကိုယုံနာလည်းသိကြရောနာချောကိုရယုတ်ကြီးလိုက်နေမှလည်းသိရောဖြတ်ဆိုချုပ်လို့ငါကလူတိုင်းမြသိမိမမြင်မိမယောက်ျားသမီးယောက်ျားခွေးမြင်ခွေးကြက်မြင်ကြက်ဒီလိုသိငါဟို3ရက်တိုင်နေရယုံနာမြင်တယ်ခွေးပါလို့ပြောတော့ခွေးမမြင်အခုခွေးပဲပြန်မြင်တယ်ယုံနာမမြင်အဲ့တော့3ရက်တိုင်နဲ့သိထားတဲ့ဉာဏ်ကရှေ့စိတ်ကမိမလိုမြင်နောက်စိတ်ကဉာဏ်3ရက်လိုမြင်ထားတဲ့ယုံနာဆင်ញင်လိုက်ရင်ယုံနာသွားပေါ့မိမယောက်ျားပြောက်မဆင်ញင်ရင်မိမယောက်ျားပြည့်ငါနောက်စိတ်နဲ့နေမှာကောင်းတယ်အရှိကအမှားစိတ်မိမယောက်ျားမရှိဘူးနောက်စိတ်ကယုံနာဆိုတော့တကယ်ရှိတယ်ရှေ့စိတ်နောက်စိတ်ဘုံဘုံနားလဲပညာပရမနားမလဲဘူးတန်းကြောင်းကဒုံးလိုက်တော့ခွေးကြည့်လေရှေ့စိတ်ကတော့ခွေးလိုတည်တယ်နောက်စိတ်ကဆင်ញင်လိုက်မှာယုံနာကိုမြင်ပဲဘူးတဲ့ယုံနာဆင်ញင်လိုက်မှာခွေးပြောက်သွားယုံနာဖြစ်ပဲသွားအဲ့တော့ယုံနာနဲ့ဘုံဘုံကတ်ဒါယောနိတော်မနဲ့ဒီကားတာမှန်တော့နှလုံးသွင်းသွားတာကိုနားမလဲဘူးဒါဘုံဘုံတို့ဒုံးလိုက်တော့အဲ့ဒီတော့မှဒီစိတ်ကလေးဟာရှင်းစိတ်ကလေးကယုံနဲ့မိမမြင်မိမသည်ယောက်ျားမြင်ယောက်ျားသည်နားနဲ့အတန်နဲ့ကြားရင်ခွေးတန်လို့ထွက်သည်ဒီကောင်ကဒီနံတရားလေးကမျက်စိဘောက်ကလည်းထွက်တတ်တယ်နားဘောက်ကလည်းထွက်တတ်တယ်နှာခေါင်းဘောက်ကလည်းထွက်တတ်တယ်ပါးစပ်ဘောက်ကလည်းအမေကျက်သားဝက်သားသူကထွက်သည်ဒီကောင်ကဒီခန္ဓာကြီးထဲမှာသူကလိုက်လှည့်ပတ်ပြီးတော့လွတ်နေတဲ့နံတရားပဲဒီစိတ်ကလေးပဲဘုံကနာမသိဘူးစိတ်ပဲသိဒီစိတ်ကလေးကကြံလူလေးတော်တော်ကြတယ်ဒီယုတ်ကြီးထဲမှာသူကအပိုင်ကိုင်းနေတာပဲမျက်စိဘောက်ကထွက်မိမယောက်ျားထွက်လို့နားဘောက်ကထွက်ပြီးတော့ခွေးတန်ကြက်တန်ထွက်လို့နှာခေါင်းဘောက်ကထွက်ပြီးတော့ငရုံသီးညော်တယ်ကြက်သွန်ပြီးညော်တယ်ဘာဟင်းညာဟင်းထွက်လို့ပါးစပ်ဘောက်ကလည်းချိုးတယ်ငန်းနဲ့ချင်းနေဆက်တယ်ကြက်သားဘောသားထွက်လို့ဒီစိတ်ကလေးတလုံးဝေးနေတာကိုတွေ့ပြီးတော့မှဘုံမကျင်တတ်တော့ကဲဒီစိတ်ကိုတော့ငါဖမ်းမယ်ဆိုပြီးတော့ထိုင်တော့ထိုင်ပြီးဘာလုပ်လဲဆိုဘာမှမလုပ်တော့ဒီစိတ်ကဘယ်နှရှိသေးလဲဒီယုတ်ထဲမှာဆိုတော့စိတ်ကိုရှာပြီဒါကိုနာမပရိစေရဉာဏ်လို့ခေါ်တယ်နာကိုရှာပြီဒါဉာဏ်စင်းနဲ့ပြောမယ်ဆိုရင်နာမရူပပရိစေရဉာဏ်ဆိုတာနာကိုသိချရှုတာရှိအဲ့တော့ဒီနာစိတ်ကလေးကထွက်ပြီးတော့ခွေးလို့သိတယ်ကြက်လို့သိတယ်ဝက်လို့သိတယ်မိမယောက်ျားလို့သိတဲ့စိတ်ကဒီယုတ်ကြီးကထွက်သိတော့ဒီယုတ်ထဲမှာဘယ်နာနေသလဲဆိုတော့သိအောင်ရုပ်ကိုဖြတ်ရှာမှရအဲ့တော့ဆံမင်းကြီးဖြတ်ရှာလိုက်တယ်ဖြတ်ပြီးတော့ကြည့်လိုက်ဆံမင်းဘုံကြဒီထဲမှာလည်းယောက်ျားမိန်းမသိတဲ့ကောင်မပါရုပ်ဆိုတာမသိတာရုပ်ဆိုတာနားမလည်ခဲ့သေးဘူးဟိုဘက်မှာတော့ဖောက်ပြန်နေလည်းသိခဲ့တာသမထယာနိကဝိပဿနာယာနိကကြတော့မသိတာရုပ်သိတာနားမလည်ခဲ့ဘူးဒီစိတ်ကလေးကလိုက်သိတာပဲသိတယ်ဒီရုပ်ကြီးတော့သူ့ဘာသူနေတယ်ပေါ့လေဘာမှမသိဘူးအဲ့ဒါနဲ့ဒီဆံမင်းဖြတ်ကြလဲဒီထဲမှာယောက်ျားမိန်းမသိတာမပါမွေးငင်းဖြတ်ကြလဲယောက်ျားမိန်းမမပါအရေကုန်ကြီးဆုပ်ပြီးတော့ခြံထားလဲဒါမိန်းမယောက်ျားမကြည့်လိုက်တော့အသားရည်ငပဲကြည့်သူချစ်ပြီးတော့အသားတွေပုံထားတယ်သူကယောက်ျားမိန်းမမပါချလိုက်တာတခါလေအကျော်တွေဆိုလဲအကြည့်ရှုပ်ကြည့်လို့ဆွဲချတာရှေ့မှာပလီဇာတန်ကြီးဖြစ်နေတယ်အဲ့တော့လိုက်ကြည့်လို့ယောက်ျားမိန်းမသိတဲ့ကောင်ဒီကိုမှမပါဘူး32ကောတာတယ်လို့ဘုံမသိဘူးစာမေမွင်းချင်းအသားအကျော်ကြီးအတူအစတွေပဲသိနောက်မှစာပေရနေဒါ32ကောတာခေါ်ပါလို့ပရိယကိယံတက်ပေးတာပါဘုံသိတာတော့ဒီခန္ဓာမှာအတူအစတွေပဲသိအဲ့ဒီတော့တပုံစီပုံလိုက်တော့သိမှုမရှိဒီမှာကျတော့လည်းသိမှုပြန်ပေါင်းလိုက်လို့လေဒီယုတ်ကြီးဖြစ်တော့လေခွေးမြေခွေးစီကြက်မြေကြက်စီဖြစ်တယ်မကျင်နာဘူးဘုံခုနဖြတ်ရှာတော့လည်းမတွေ့ဘူးတခုစီလိုက်ဖြတ်တော့လည်းမတွေ့ဘူးပြန်ပေါင်းလိုက်တော့လေခွေးမြေခွေးစီဖြစ်တယ်ဟုတ်ဒါမဟုတ်သေးဘူးဒီကောင်ရှိလို့ရှိရဆိုပြီးတော့တခါဖြတ်တော့
3 ရက် 4 ရက်လောက်ရလာတော့ဖြတ်နေတာကသိမှုလိုချင်လို့ဒီစာမေမွန်းကြီး32ခုတတ်တာကိုချပြီးတော့ချခြင်းလို့ချတာမဟုတ်သိမှုချတာအခုတော့သိမှုပျောက်ပြီးတော့ဒီပျောက်မဲ့နေကြတော့ဘုံဘုံကကြည့်လိုက်ဟိုတခုမှလည်းသိမှုမရှိပါလားဘာမြင်ကြံလို့လှည့်ကြည့်လိုက်လန့်လိုက်ကြမှာပြောနေခန္ဓာကြီးကဒလာကြီးဖြစ်သွားဟင်းနေဖြစ်သွားတော့ဆွဲတယ်တော့ပြုတ်ကိုတော်တော်ဆွဲတာဟင်းနေနေဖြစ်သွားဗမာနာဟောပါတွေပြန်စုတော့ပြုတ်ပြန်ဖြစ်ရင်းနှမှာတိနေတယ်ခုနစိုးရင်သွားတယ်ပြုတ်ပြောက်တယ်ဒါတော့အဆွဲတရတော်ကြောက်စရာကောင်းတယ်ဖြတ်ချက်ထားတဲ့ဥစ္စာ32ပုတ်ကုန်းနေပြီတရောဒီဘက်ကိုလှည့်မကြည့်မအခုတော့ဘာမြင်ကြံလို့ဒီကောင်ဖက်သိနာလို့ဆိုထည့်ကြည့်လိုက်တော့ခန္ဓာကိုယ်ကြီးကမရှိဗလာကြီးပြင်အဲ့ဒီမှာရုပ်ကိုပြန်စုဒိန်းအကြာကြီးပဲငြိမ်အောင်နေရတယ်ရှင်ထဲမှာဒိန်းနဲ့ပုံအောင်သူငြိမ်ပြီးတော့သွားတဲ့အခါကျတော့မှခုန32ဘောသားတဲ့အပုံတွေကဝစီပေါ်နိုင်တော့ချလို့ရချကြည့်ပြီးတော့ဟိုလက်ဆက်တော့ရုပ်ကိုစစောကနာမ်ကိုသတိထားရှုတာအခုတော့ရုပ်ကိုသတိထားရှုခုနနာမ်ပိုင်းပြီးသွားပြီအခုရုပ်ပိုင်းပြလာဟိုရုပ်ကကျဉ်းစမ်းအတူအစတွေပေါင်းစုထားပါလားမိမလေးကြည့်လဲ32ဘောသားတွေယောက်ျားလေးကြည့်လဲမိမမရှိယောက်ျားမရှိ32ဘောသားရှိပါလားဒါယူပပရိစ္ဆေဒတက်ခုနနာမ်ကိုရှာတာနာမပရိစ္ဆေဒအခုရုပ်ပေါ်မှာ32ဘောသားမှာတွေ့အဲ့တော့32ဘောသားအပြည့်ကြီးနဲ့ကြည့်ပြီးတော့ကိုယ်ခန္ဓာကိုစာမင်းကြည့်လဲမွေးချင်းကြည့်လဲကြည့်လို့ရတော့မပုံတော့ဒီခန္ဓာပဲကြည့်တော့အကုန်လုံးအတူအစတွေဒီပဲဖြစ်နေအဲ့ဒါစိတ်နဲ့အိမ်ကြည့်လိုက်လဲထုတ်ရောက်တိုင်းများအမှုကကင်းနေပဲရှိတယ်အိမ်မတွေ့ဘူးသစ်ပင်တွေကြည့်လဲအကိုင်းအခဲအလဲအရွယ်ဘူးညောင်းကောက်သစ်ပင်မတွေ့ဘူးခါလဲအတူအစအပြည့်စည်းပဲတွေ့တော့ရှုပါများတော့ဘာဖြစ်လာလဲဆိုတော့ဖြစ်ပြကြီးမြင်လာတာပေါ့ဒီရုပ်ဘောကဖြစ်ပြမြင်လာအဲ့ဒါရုပ်ဘောကဖြစ်ပြမြင်လာတော့ရုပ်ကကြမ်းနေခဲ့ရောဖြစ်ဖြစ်ကြီးဖြစ်နေပြန်ရောဒါကိုဘာခေါ်လဲဆိုဥရိယဗျာဉာဏ်လို့ခေါ်တယ်ဗျာဉာဏ်စဉ်တွေတော့ဉာဏ်စဉ်တွေကသူ့ဘာသူဟိုလေစာတက်တာပါတက်ပြီးတာပါဟိုမှာတွေ့တော့ဓာတ်တွေသိမြန်တယ်အဲ့တော့ဥရိယဗျာဉာဏ်ဆိုတာဖြစ်ချင်းပြည့်ချင်းဥရိယဖြစ်ချင်းဘယပြည့်ချင်းအဲ့ဒီတော့ဒီ32ခုသာဖြစ်ပြကြီးကိုမြင်လာတာပေါ့မြင်တော့ဘုဒ္ဓကြီးယောက်ျားကြီးမိန်းမကြီးတိုင်းပြည့်ပြည့်ကြီးလို့ပဲတစ်ပင်နေကြီးအိမ်နေကြီးအိုးလေမုံနိုင်နေကြလို့ပြည့်စည်နေတယ်လို့ပဲဒီလောကလုံးအဲ့ဒီတော့ကိုကဖြစ်ချင်တယ်ဟိုကအဖြစ်ပြက်တွေပြတော့ဘုံဘုံကအဲ့ဒီပေါ်မှာဖြစ်ပြက်တွေမှာကြည်ပြီးတော့လေဖြစ်ပြက်တွေမုံနေတယ်ဖြစ်ပြက်တွေကိုပဲတွေ့နေတော့ဘယ်လျှောက်အောင်မှလည်းမသိအဲ့ဒီတော့မှဖြစ်တာကိုလွတ်ပြီးတော့အပြက်ကြီးတွေ့သွားတယ်ဘုံဘုံအော်ဖြစ်လာတယ်ဆိုတာဟုတ်ပါလေပြက်သွားပါလားဆိုတော့အပြက်ကိုကြည့်လိုက်တော့ဟာဘင်ကညံဖြစ်သွားပြန်အပြက်ကြီးပဲမြင်လိုက်တယ်ပြက်ပြီးတော့ကြားတာပြက်ပြီးသားနာပြက်အပြက်ခန္ဓာကြီးတွေဖြစ်သွားပြန်ရောအဲ့ဒါလိုနဲ့အပြက်ခန္ဓာတွေဖြစ်သွားတာဒါဘင်ကညံဖြစ်သွားတယ်ဘင်ကညံဖြစ်သွားတော့ပထမတော့ယူပပရိစ္ဆေဒလေးနာမပရိစ္ဆေဒဖြစ်သွားအဲ့ဒီတော့မှယုံနာမတိဖြစ်ပျက်ကိုဘုံဘုံရှုတာရှုရင်းနဲ့ဘာဖြစ်သွားလဲဆိုတော့ဒီယုံနာဒီပညာယုံနာတော့တပတ်ယုံနာမသွားသေးဘူးပညာယုံကြမ်းမှခြေလက်ပုတ်ကောင်းနဲ့ဟောနေတာလားအဲ့ဒီတော့ဒီယုံကြီး32ခုသာယုံကြီးဖြစ်ပျက်ကြီးမြင်တော့ဖြစ်ပျက်ကြီးမုန်းတာပေါ့ဒီဖြစ်ပျက်ကြီးကငါဘယ်မှများလွတ်မလဲဆိုပြီးတော့ဒါလည်းစိတ်နဲ့ဖြစ်ပျက်ကိုလွတ်တဲ့နေအောင်ရှာမလို့လဲလို့ဝုန်းဆိုသပိတစ်လုံးသပိလောက်ရှိတယ်မီလုံးကြဖုံးဖုံးရှိတယ်ဟာဒါငါဖြစ်ပျက်ကိုလွတ်တဲ့နေရာပြမယ်ပုဂ္ဂိုလ်ပဲကဲပြစမ်းဟာဆိုအဲ့မီလုံးကြီးတက်သွားလိုက်တာလေသပိလောက်ရှိတဲ့မီလုံးကြီးဟာဂရိပါဘောလုံးလေးလောက်ရှိတယ်ဗီတာမင်နဲ့ရိုက်တဲ့ဘောလုံးလောက်ရှိဟိုဂရိပါဘောလုံးလောက်ရှိဟာအဲ့လောက်ရောက်တော့သပိလောက်ကြည့်တာဂရိပါဘောလုံးလောက်ရှိတော်တော်မျက်နှာပဲထိုးလိုက်ပါလိုက်တော့ဘာတွေတွေ့လဲဆိုတော့ဟိုဆုလိမွန်ချုံပေါ်လေအခုရွှေတကုံဘုရားတစ်စောင်းနေမှာလို့ခါလေအချုံတက်တွေနဲ့ဘုံကြီးတွေ့တယ်တပုံကလည်းတရားကွက်စာလောက်ရှိတယ်တရားကွက်စာလောက်ရှိတယ်ဘုံကြီးတပုံမနေဘူးအကုန်လုံးဘာလဲဆိုတော့ဒီပြောရရင်တော့မိုးသားတွေကြားထဲမှာတွေ့တယ်လို့ပဲဘုံကကြီးနဲ့မီလုံးပြီးနာဟောဒီဇာတိရဲ့လို့မြင်လာဖြစ်လာရင်ဒီလိုရုပ်တွေဖြစ်လာရင်ပြေအောင်ပါလားလဲဆိုတော့ဟာဖတ်နဲ့ကြွာကြသွားပြီအဲ့ဟိုလေးမိကူလုံးနေခေါ်မလားတိန်နေခေါ်မလားမသိဘူးပျောက်သွားအဲ့မိကူလုံးရဲ့ဟာအဲ့လိုလေပျောက်တော့မိကူလုံးကတက်ပြန်မိလုံးရဲ့တပြည့်လောက်ရှိတယ်မိလုံးဒီကတက်သွားလိုက်တာဘယ်လောက်ရှိလဲဆိုတော့ပိန်ပေါင်လုံးလောက်ရှိတယ်ဟာခုနကတိပါလုံးအခုပိန်ပေါင်လုံး
ဒီကတော်တော်မြင့်တယ်ဒီကတော့ဖြစ်ပြလွတ်ပြီးနဲ့တူတယ်လိုက်သွားတာလိုက်သွားပြီးကြည့်တော့ဘာတွေတွေ့လဲဆိုတော့ဘုံတွေတွေ့ပြန်ရောအဲ့ဘုံတွေကြတော့မျက်စိကျိန်းရွှေရောင်နေဝင်လက်နဲ့ရွှေကိုနေရောင်ထိုးတယ်လို့တခါလဲမျက်စိကျိန်းလောက်တယ်ဘုံမိတ်မှန်ကြီးတွေကလေကြီးတွေပဲခုနကဥစ္စာကတရက်ွက်စားလို့အခုတော့ဟိုလင်းပြီးတော့တမျိုးစားတော့တခါလိုက်ကိုဘုံကြီးတွေတွေ့ရွှေတွေကြီးပဲလင်းထိန်နေတာပဲအကုန်လုံးပိမှတ်နေပြီဒါဒီလည်းပဲဒီဇာတိရလို့ဖြစ်လာရင်သူလည်းပြေအောင်မှာပါလားလို့စိတ်ကလည်းဖြစ်လိုက်တော့သူ့ကြတော့တဖြည်းဖြည်းနဲ့ရွှေရောင်ကနေပျောက်ပြီးတော့ပျောက်သွားဖတ်ကွာမကြဘူးသူကြပျောက်မီးလုံးကိုစိတ်ဆိုးတယ်မင်းမဖြစ်မပြတ်တာပြပါဆိုတော့ငါဖြစ်ပြက်ကြီးပြဆိုတော့ဝုန်းဆိုတက်သွားပြန်တော့ဒီတခါကျတော့ဘလောက်ရှိတယ်လဲဆိုတော့ဇီးကင်းလေးတော့ဖြစ်သွားစီစံမီးသပီးလုံးကဇီးကင်းလေးတော့ဖြစ်သွားတော့ဒီတခါတော်တော်မြင့်နေငါမကြည့်ဘူးဆိုတော့ကြည့်ကျင်သေးတာပဲစိတ်ကတက်ကြည့်ပြန်တော်တော်တက်ရတယ်တခါစိတ်ချင်းဖြစ်နေတာတက်သွားလိုက်တာအဲ့ဒီဇီးကင်းကမီးလုံးလဲသပီးလုံးတော့ရောက်တဲ့မီးဇီးကင်းလေးတော့ရှိတယ်မီးလုံးလေးကသပီးလုံးတော့ရှိတယ်အဲ့ဒီကနေကြည့်လိုက်ဘာမှမတွေ့ကြည့်လိုက်တာလေဟုတ်ပါဘူးဘာတွေရှိနေချင်းဘယ်မှာကိုမျက်စိရှိနေရောက်ဘာလဲဆိုတော့ဘုံမိတ်မှန်ကြီးတပိတ်မှန်ခုနဘုံမိတ်မှန်နဲ့မြို့2မြို့စာ3မြို့စာလောက်ရှိတယ်ဗိမှန်တစ်ခုအကျယ်ကြီးတွေဘာရောင်နေလဲဆိုတော့ငွေကြီးရောင်ရွှေကြီးရောင်ဒါမှအလင်းဓာတ်ထဲမှာတည်ချာကြည့်မှသူတွေ့ရအဲ့တော့ဗိမှန်ကြီးတွေအကုန်လုံးတွေ့ဘုံကြည့်ဒါနော်ဖြစ်ပျက်ကိုဘုံကကြောက်လို့ဖြစ်ပျက်ကလေးလွတ်အောင်ရှာတဲ့ဥစ္စာသမထယာနိကဆိုတာအဲ့ဒါတွေပါပဲဝင်သွားတာသမထယာနိကလည်းအမြင်နေနဲ့ဝင်သွားအဲ့ဒီကြတော့တခါလေတွေ့ပြန်တော့ဒါလေးနဲ့ဇာတိရဲ့ဖြစ်ပြတ်မှာပဲဆိုတော့အဲ့ဒါကြတော့သူ့ဘာသူအလင်းနှန်းနဲ့ပဲပျောက်သွားအဲ့တော့မီးလုံးရဝုန်းဆိုတဲ့ဘုံကဒေါသပြတ်မင်းသုံးမှရှိပြီငါ့ကိုဒီမဖြစ်မပြတ်တာပြပါဆိုတော့မင်းဖြစ်ပြတ်တာပြတယ်မကြည့်တော့ဘူးပါသူကလည်းတက်သွားလိုက်တာအနှစ်ပါးပေါက်ကလေးတော့ရှိတော့တယ်မီးလုံးကမြင်ရယုံလေးရှိတော့ဒါစိတ်ကကြည့်ကျင်သေးတာဒီတစ်ခါကျတော့အတင်းထိုးလိုက်ပြီးအဲ့ဒီနေရာလေးရောက်တော့ကြည်လိုက်တော့ဟိုစောစောကလင်းနေတဲ့နေရာလုံးမှာကြည်လင်းပြီးတော့ဗလာအကုန်လုံးဖြစ်နေတယ်ရှင်းပြီးတော့တိတ်ဆိတ်ပြီးတော့ဘာနဲ့တူလဲဘုံဒူတင်တွက်တော့တောတောင်တွေထဲမှာနေတော့ညနေတယောက်တည်းကို3နာရီလိုလောက်ကြာတာတောင်တွေကိုမြူဘူးလေးတွေပတ်တယ်လို့အင်းငိမ့်ပြီးတော့တိတ်ဆိတ်ပြီးတော့မြူဘူးလေးတွေဝင်းနေတယ်လို့အဖူးလေးဝင်းပြီးဘုံအဲ့ညောဒီနေရာမျိုးဆိုတေကောင်းမှလားလို့လေတီလဲတီတော့ဖြတ်စုအောက်ပြန်ကြဒီမှာဖြစ်ပြပဲပြန်မြင်နေတာအဲ့တော့ဘုံဟာခုနေရာမျိုးလို့ရောက်ရင်တော့ဒါဖြစ်ချုပ်တဲ့နေရာလားဖြစ်နိုင်တယ်ပေါ့လေဘုံအဲ့ဒါလိုက်တာလေမဟုတ်ပါဘူးဒါသမထကြီးဖြစ်နေတာကိုနားမလဲဟိုနေ့တော့ဒီဖြစ်ဒါသမထဆိုတာဒါဝိပဿနာယာနိကကိုဆိုလိုတာပါဝိပဿနာယာနိကလည်းဝင်နေတာဘုံမသိဘူးအဲ့ဒီတော့မှဒီဖြစ်ကိုပြန်ရှုရင်းနဲ့ဒီဖြစ်ကြီးကိုမုန်းတာဒီခန္ဓာဖြစ်အဲ့ဒီတော့ဘယ်တက်လာလဲဆိုနားနဲ့အတန်နဲ့ကြားလိုက်တော့လည်းဖြစ်လာရုပ်နေမဟုတ်တော့မျက်စိနဲ့အဆင်းနဲ့မြင်လိုက်တော့မှ32ခုသာဖြစ်တွေဘာကြီးနားနဲ့အတန်နဲ့ကြားလို့မဖြစ်တယ်ဒါနဲ့နားနဲ့အတန်နဲ့ကြားတာဖြစ်ဆိုတာဘာလဲဘယ်လိုဖြစ်လဲဥပမာဘုံပြောမယ်ဆိုဥပမာဆိုတဲ့သုံးလုံးဖြစ်သွားဥဆိုတဲ့ကပမာမပါသေးတယ်ဆိုပြက်သွားပြန်ပဆိုတဲ့ကဥမရှိဘူးမာလည်းမပါသေးဘူးပြက်သွားတယ်မာဆိုတဲ့ကဥပမာဆိုတဲ့ဥလည်းမရှိမာလည်းသူကပြစ္ဆုတ်ပံလေးတဲ့တယ်လို့မှပြက်နေကြအဲ့တော့ဒီနားနဲ့အတန်နဲ့ကြားလိုက်ပေါ်မှာလဲအဲ့မှာပြက်နေတာနှာခေါင်းမှာလည်းသူလည်းသူ့ကိုဖြစ်လွတ်သလားလို့နှာခေါင်းမဲ့ကြည့်တော့လဲဝင်လိုက်ထွက်လိုက်ဝင်လိုက်တကပြက်လိုက်ထွက်လာပြက်သွားပြန်တယ်ဖြစ်လိုက်သူလည်းဖြစ်တယ်ခန္ဓာကိုယ်ကြီးမှာအကုန်လုံးကိုဖြစ်လိုက်လွတ်တဲ့နေရာလိုက်ကြတော့မရှိဘူးကြားတာလည်းဖြစ်နာနာလည်းဖြစ်တလုံးဖြစ်တော့ဘုံဖြစ်မိုးပြီငါဒီတရားကြီးကျင့်ပြီးတာမှားပြီဘုံဖြစ်ပြီအဲ့ဒီတော့မှသာဂိတသရာလည်းအတိကြီးဟိုပဇွန်တော်သရာလည်းပေါ်ကစားအတိဘုံမှာသာဂိတနေတော့ပဇွန်တော်သရာနေပြီးတော့ဖြစ်ကိုမုန်းတော့ဘုံမှာလည်းယုံလည်းသွားနေရတာကိုဒီတိုင်လေးကားရဲ့ဘေးနာရလေးပြီးပြီးတော့မျက်စိမိတ်တာလူတွေမြင်လဲဖြစ်တွေမြင်လို့မကြည့်ကြလို့နှာခေါင်းကြီးပြန်တတိရအောင်လဲဖြစ်မို့လို့မသူ့လည်းသွားမရှိချင်ဘူးအဲ့ဒါနဲ့ကိုယ့်အုံနေအတန်နေကြတယ်ကာကြီးကဝူးဆိုတာလေလွတ်အောင်နေတယ်ဒီ
ဒီပေါ်မှာဖြစ်ပျက်ကိုအတန်ကြီးနဲ့လည်းဖြစ်ပျက်မကြည့်ချင်မကြားချင်ဘူးအဲ့လိုနေပြီးတော့ကောင်းကိုပြီးလိုက်ပါတာဂိတသရာကြီးအတက်မှာသူကဂီယာထိုးလိုက်တော့ရိုးရိုးလမ်းသွားတယ်လို့အမြင့်ကိုတက်လိုက်တော့ဂီယာကိုထိုးလိုက်တော့ဝူးဆိုထိုးလိုက်နားထဲမှာလေပွန့်ထွက်သွားလို့ဆူသွားတာဟာဖြစ်ဖြစ်တွေများလိုက်တာဆိုအဲ့လိုကြားထဲမှာအောက်ကဇွန်တောင်ချောင်းကအနက်တစ်ခုနှကောင်းနဲ့ဝင်အတက်ဒီဂုံးတက်တခါလေဖြစ်စုံဝင်သွားတယ်ဒီဘုံဟာဒီအနက်ဘုံနဲ့ဝင်သွားပါလားဘုံကြည့်နေလားအဲ့ကားလေးပြီးပြီးတော့ဟာဒီမှာဘုံနဲ့ဝင်သွားပါလားသူဖြစ်တာဟာဖြစ်တာဒါဇာတိပဲဒါရုပ်ဘုံမုန်းနေတာကိုမုန်းရကောင်ရှာတော့ဟောဖြစ်တာဇာတိပဲဇာတိဖြစ်ရင်နန္တရားရုပ်နဲ့နံဖြစ်တယ်ကဲသူတို့နှစ်ယောက်ကိုပြဿနာဘုံမေးရတော့မနှောထဲမှာဘုံထဲမှာဖြစ်တယ်ဟေ့ရုပ်ပါလို့တတ်မုန်းတာသူရှိမှရှိတယ်မှာရုပ်ကမုန်းလို့ကျုပ်ကဖောက်ပြန်မပြောပြနဲ့ပြောပြီးခဲ့တယ်ပဲခန္ဓာလေအမှန်တန်တန်ရှင်းပါလေကျင့်ကြံစမ်းမရင်ခန္ဓာရခန္ဓာပြောပြတတ်ပါလေဉာဏ်နဲ့သူပေါ်ပါလေဘုံမသိလို့မေးဒါပါလဲဆိုဇာတိဆိုရုပ်ရုပ်နာဆိုတာဘာလို့ရုပ်ပါလို့တတ်ဖောက်ပြန်ဟိုမှာလဲသမဏေဖောက်ပြန်တာရုပ်တွေ့ခဲ့ဘူးတဲ့ဒါပြင်သမဏရှာမှာသူကတော့ဖောက်ပြန်တယ်ပြောဘုံမိုးနေတာမုန်းနေတဲ့စိတ်ကဖောက်ပြန်နေမှလည်းမရှိဘူးဒါပြင်ဖောက်ပြန်နေပြီးတော့ရုပ်မှပြီးတော့နာပဲနာဘက်ကိုတရားလက်ဆိုအပြစ်ဖို့မဟုတ်ဘူးလေရုပ်ကဖောက်ပြန်လို့ခံစားပြီးပြက်တယ်ဟာသိရှိမှလည်းမရှိနာမလည်းမရှိဘုံမှာမုန်းနေတာရဲ့အသလူကြီးဖြစ်ဒါအသလူကြီးဖြစ်နေတော့ဒီနှစ်ယောက်ကဘုံပစ္စည်းတစ်ခုပြောက်သွားလူနှစ်ယောက်လာတယ်ဒီနှစ်ယောက်ကိုတယောက်တော့ဆွဲရတယ်အဲ့ဒါသူ့ဆွဲမှလည်းတပည့်တော်ရှင်မြတ်ပစ္စည်းရှင်မြတ်နမကပြီဆိုဟုတ်သားဟိုတယောက်ကလည်းတပည့်တော်ဟိုမှလာကြဟိုအပြင်မှနေတယ်သူလည်းဟုတ်သားဘုံပစ္စည်းကလည်းပြောက်အဲ့ဒီဥပမာဘုံမုန်းနေတာကြီးကိုရုပ်ကြတော့လေရုပ်ကမဟုတ်ဘူးလေကျုပ်မုန်းတာမပါဘူးလေဖောက်ပြန်နာကြတော့လေသူကဖောက်ပြန်တာကိုခံစားတာတဲ့မုန်းတာမရှိတော့ဟာရုပ်ကလည်းဖောက်ပြန်နာလည်းခံစားတယ်သူတို့ကဖောက်ပြန်ပြီးခံစားတယ်သူကဖြစ်ပြီးပြက်ပါလားလေဆိုတော့အဲ့အပြက်တည်းပါသွားတာမုန်းတာမရှိတော့ဘူးနဲ့ဘုံဝင်ထဲမှာဖိုတိုနဲ့သုံးရနေရဗျာရောဒါဖိုတိုနဲ့နေရအဲ့ဒါလောကီမကဝင်လာတယ်ဒါသုလာသောတာပန်လမ်းကြောင်းနဲ့သူတဲ့ဝင်သွားတယ်ဒါဘုံမသိခဲ့ပါဘူးဖိုတိုနဲ့သုံးရနေရဗျာရောဟာဒီတရားတဲ့ဟုတ်ပါအဲ့ဒီတော့ဘုရားဘုံအစင်းရောက်သွားတယ်တရားကဘုံအခုဟောတော့အကြာကြီးပဲဘုံမခန္ဓာလေးတွေလက်တစ်ဖြစ်လောက်လေးနဲ့ပြီးသွားတဲ့ကိစ္စဘုံမဟောတော့15မိနစ်20နာရီလောက်ကြာသွားတယ်ဒါလေးဟောဘုံမခန္ဓာလေးနဲ့ပြီးတော့ဘုံတက်ကလေးပါမယ်ပဲပြီးသွားတယ်ဒီသကိစ္စသရဘုံတက်အဲ့မှာနေဘုံမှာဖိုတိုနဲ့နေရသုံးရနေရဘယ်လိုနေရလဲလောကကြီးကငြိမ်ပြီးတော့ငြိမ်နေတယ်အားတွေကြည့်လေငြိမ်ပြီးတော့သွားတယ်အဲ့လူတွေလည်းငြိမ်ပြီးတော့သွားအကုန်လုံးငြိမ်ပြီးတော့ငြိမ်နေလောကကြီးကိုယ်စိတ်ကလေးငြိမ်ပြီးငြိမ်တော့လောကကြီးငြိမ်နေဒီမှာဖိုတိုလည်းရှိတော့ဖိုတိုရှိကိုအာယုံကပြုထားတော့လောကကြီးငြိမ်နေဘုံအဲ့ဒါမင်းဘယ်နှဥပမာပေးမလဲလူတွေကမင်းဘုံတို့ဒီပြည်လန်းကြီးကကားတွေလူတွေရှုပ်ကြတယ်အရင်အခုတော့တနိုင်ငံတစ်မျိုးလုံးရှုပ်နေပါရောအရင်တော့ပြည်လန်းမှာပဲရှုပ်တယ်ကပြည်လန်းကြီးမှာကားတွေနေခင်းမဲ့ရှုပ်နေညပဲတစ်ချက်ထိုးလောက်ရောက်တော့မီးနီလည်းမပြဘူးမီးစိမ်းလည်းမပြတော့ဘူးမီးဝါလေးကမိတ်ကနေပွင့်လိုက်မိတ်လိုက်ပွင့်လိုက်လို့ကားလိုင်းကြီးတော့လေရှင်းလို့တခါတည်းမှဖြူပြောက်တော့ကွေးလေးတစ်ကောင်ပြေးလိုက်ကားလေးတစ်စီးလောက်ရှိဆိုလာလိုက်ဒါတော့ပဲရှိတာအဲ့ဒီဥပမာလိုပဲဘုံမှာဖိုတိုငြိမ်ပြီးတော့ငြိမ်နေတာအမှန်တန်ကောင်းတယ်ဒါဟိုပြညာလို့ပြောတာသင်္ခါရကိုသူတို့သင်္ခါရိပကညာလက်လူရှုနေတာဒီနားရောက်ဘုံနားမလဲပဲဒီတရားတော်တော့ပေါ့ငါမိဘပြန်ဟောမယ်ဆိုရင်ညောင်လို့အားချင်းပြန်တာခွင့်ယူပြီးတော့ဘုံပြန်မိဘတော့မိဘကလည်းမင်းကွန်းအတွက်ဆိုတော့သူကလည်းသဘောကျတယ်အေးငါသားတယ်ဒါမင်းဘုံစိတ်ကိုရောက်နေတာတဲ့သူကလည်းပြောတယ်အဲ့မှာနှုံးကအမကြီးဟိုလေရင်းနှီးသွားတယ်လိုက်မှဆိုရင်းနှီးသွားအယူတငယ်ချင်းတယောက်ကဟိုလမ်းကနေဖြတ်သွားလှမ်းခေါ်မလို့လေလှုပ်လဲပေါ့တိကျဘုံတို့ဒီသမထအားသမာဓိအားတွေအောက်ခြေကကောင်းလာမြင်ရတယ်ဗျာဘာလဲဆိုတော့အချီမြင်လေးများလွတ်လိုက်တယ်တားပြီးတော့အဲ့ဒီကောင်ရှိသွားတာတခါလေသွားလိုက်တော့တတိယဖြတ်နေစပြန်ဆုတ်လိုက်မျက်စိနဲ့အစင်းနဲ့မမြင်ရင်နဲ့မြင်ရင်တာအကြောင်းသမှုတွေကမြင်လိုက်ရင်အကျိုးဒုက္ခရနိုင်တယ်ဟုတ်သားပဲအဲ့လိုလေဟုတ်သားပဲလို့လည်းသိလိုက်တော့ဒီမျက်စိနှလုံးကိုတစ်လုံးမမြင်အောင်ဖောက်လိုက်တယ်လို့ပဲဖောက်ပြီးကြီးကန်းသွားစိတ်ထဲမှာနော်စိတ်အလုပ်တွေနော်ဝိပဿနာဆိုစိတ်အလုပ်
ကိုကလေဒီခန္ဓာကြီးကိုငါလို့ယူဆိုတော့ငါမျက်စိပန်းသွားတယ်လို့ဟုတ်ပဲကြည့်ဖြစ်သွားတယ်အဲ့ဒါစိတ်ကလေးကဘယ်ပြေးလဲဆိုတော့နားပေါက်ကိုပြေးတယ်သူကဒီမှာမရှိတော့နားပေါက်နားနဲ့အတန်ကြီးကိုတခါအာရုံနဲ့တန်းဆိုသွားပြန်မြင်းနေရတဲ့ညာတန်းနဲ့သွားပြန်တော့နားနဲ့အတန်နဲ့မကြားခြင်းနဲ့ကြားခြင်းနဲ့အကြောင်းသမှုတွေကကြားလိုက်ရင်အကျိုးဒုက္ခရောက်တယ်ဟုတ်သွားပြီဆိုနားပေါက်နှစ်ခုကိုလေဒလဟိုကြီးဟိုလည်းနှစ်ခုစလုံးထိုးပေါက်လိုက်တယ်ဟောလို့ဟင်းလင်းပြသွားတယ်စိတ်ကလေးကတခါနှာခေါင်းပေါက်ပြေးပြန်သူပြေးနေလာတယ်တွေ့တယ်ပေါ့အာဟုတ်လို့သိကောင်းတယ်နော်ဟောဒီတရားတွေကျင့်ကြပါလက်တွေ့ကြတယ်အမှန်တန်ကြတယ်တဲ့ဘုံဘုံနဲ့လက်တွေ့ကြကိုလိုက်ကြည့်အဲ့နှာခေါင်းပေါက်ပြေးတော့အနတ်တစ်ခုလာတယ်နှာခေါင်းနဲ့အနတ်နဲ့မထိမှန်ခြင်းနဲ့ထိမှန်လိုက်ရင်အကြောင်းသမှုတွေထိမှန်လိုက်ရင်အကျိုးဒုက္ခရမယ်သွားပြီးတော့ဉာဏ်ဉာဏ်အကြောင်းနားလိုက်ရင်အကျိုးဒုက္ခရမယ်ဟဲ့ဟုတ်သားပဲဆိုတော့နှာခေါင်းပေါက်ကြီးနှစ်ခုကလေဟိုဘီလက်မြေနဲ့ပိတ်လိုက်တယ်လို့ပဲနှာခေါင်းပေါက်မရတော့အဲ့တော့ပါးစပ်ပေါက်ပြေးတယ်အဲ့ဒါရှာနဲ့အရသာနဲ့မထိမှန်ရင်ထိမှန်ခြင်းနဲ့သမှုတွေကထိမှန်လိုက်ရင်အကျိုးဒုက္ခရမယ်ဟဲ့ဟုတ်သားဘုံဘုံကဟဲ့ဟုတ်သားပဲလိုက်နေရတော့ရှာကြီးကဘာဖြစ်သွားလဲဆိုတော့ဂျက်ပြာကြီးဖြစ်သွားမစမ်းအဲ့ဒါသူကဘယ်ပြေးလဲကိုပြေးတယ်အခန္ဓာကိုယ်ကြီးပဲစိတ်ကရောက်တယ်ခန္ဓာကိုယ်ကအောက်ကအမှန်နဲ့ကာယကိုနဲ့မထိမှန်ခြင်းနဲ့ထိမှန်ခြင်းနဲ့သမှုတွေကထိမှန်လိုက်အကျိုးဒုက္ခရဟဲ့ဟုတ်သားပဲဆိုကျိုးနဲ့တုတ်သွားခန္ဓာကိုယ်ကြီးကခန္ဓာလေးနော်ဟာကျိုးနဲ့တုတ်သွားလို့ပဲလုတ်မရပေါင်းရင်းတုံများဟိုစီးထားတယ်လို့ကြက်စီးနေတယ်အဲ့ဒီတော့မှကြက်စီးနေတာကိုဒီလောက်မသိသေးဘူးကျုပ်တော့ချုပ်နေအဲ့တော့သူကစိတ်ကလေးကဘယ်ပြေးမနှောပဲရှိတော့ဘုံဝင်ဘူးအဲ့မနှောလည်းပြေးစိတ်ကလေးဟိုတူးတူးဟိုကြမ်းကြမ်းအဲ့မကြံကျင်နဲ့လေကြံကျင်တာသမှုတွေကကြံလိုက်အကျိုးဒုက္ခရမှာဟဲ့ဟုတ်သားပဲဆိုတော့ဘာမှလုပ်เสียမရှိတော့ခါလေဘုံဝင်မှလည်းပြောက်ပြီးတော့ငုတ်တူကြီးချုပ်ပြီးသားဖြစ်နေပြီးတော့ဘာနဲ့တူသလဲဆိုတော့ခန္ဓာကြီးကလီလာလိုက်တာကဘာကြီးနဲ့ဘုံဘုံဖိချလိုက်တယ်လို့ပဲဘုံဘုံဆရာလေးတွေဥပမာပေးတယ်ဟိုလမ်းချိတ်စိတ်ကြီးနဲ့ဟာလို့ပေါင်မုံကိုကြိတ်တယ်လို့ပါပဲလို့ခန္ဓာကိုယ်ကြီးကိုကြိတ်ချသွားလိုက်တဲ့ဥစ္စာဘုံဘုံမှာသေးပြီးနဲ့လိုက်သွားတယ်ချုပ်သွားအဲ့ဒီမှာချုပ်လဲသွားပြီးရောဟိုသေရဲချုပ်လိုက်တယ်ပြန်ကြည့်လို့ကိုယ်ဘာဖြစ်မှန်းလည်းမသိဘူးခုနဟာလေးလည်းမေ့သွားစိတ်ပြောင်းသွားမေ့သွားဟာဘာဖြစ်သွားဒါနဲ့ဒီရုပ်ကဘယ်သူဥသိတာဒီရုပ်ကြီးကသူ့သဘောသူလုံနေပါလားသွားတာလေသူ့သဘောစားတာသူ့သဘောဒါနဲ့အခုဆိုင်နေတာသူ့သဘောဒါနဲ့ဘယ်သူကဥသိတယ်လဲဆိုတော့အဲ့ဒီမှာထပြီးတော့အပေါ်သွားခြင်းနဲ့စိတ်ကလေးပဲအော်ဒီရုပ်မှာဝေဒနာဥသိပါလားလို့သိလဲသွားရောဖြတ်ဆိုသိပါအဲ့ဒါကိုဘာလဲဆိုတော့ဟိုရုပ်နာမြင်တာကနာမရှာရကနာမပရိစ္ဆေရညာရုပ်ကိုရှာရကယူပပရိစ္ဆေရညာအဲ့ဒီရုပ်နဲ့နာသဘာဝဆိုပြတ်သွားတာနာမရူပပရိစ္ဆေရညာအခုဟိုလေဘဝမှာချုပ်ပြီးတော့ဒီသိမှုပျောက်သွားတာကဒါဘာလဲဆိုတော့ပစ္စယပရိက္ခညာလို့ခေါ်တယ်ပညာတွေသိမ့်သွားပြီဒါလောကိမဲ့လို့ခေါ်တယ်အဲ့ဒါလိုကျင့်ရတယ်ဒါဟိုလေးနဲ့ဘုံဉာဏ်စင်နဲ့ကျင့်စင်နဲ့တွဲပြအဲ့လိုချုပ်သွားလဲဒါလောကိမဲ့ပစ္စယပရိက္ခညာပစ္စည်းတွေကုန်သွားပြီပညာတွေကုန်သွားဆင်သွားပြီအဲ့ဒီမှာညာလေးညာအောက်ညာဒါမူလာတန်းအောင်လာတယ်ပဲဒါမူလာတန်းအောင်တဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ဒါသုလသောတာပန်ဖြစ်သွားတယ်နောက်မှဆရာတော်တွေကသုလသောတာပန်တတ်တာဘုံဘုံတို့ကြတော့စိတ်ပြောင်းတယ်ဒီရုပ်ပေါ်မှာလွတ်လာအဲ့ဒီတော့မှဒါမင်းနဲ့ဒီရုပ်မှာတော့လွတ်ပြီဝေဒနာဆိုတာရှိတယ်သိတာရုပ်အနတ္တပေါ်မှာဝေဒနာလိုက်ခံစားတာသိတော့တခါပြန်ဆက်ကျင်တော့ဒီဝေဒနာဘယ်ကဖြစ်တယ်လဲကြည့်တော့လိုက်ပြီးတော့တင်းတဲ့ပုံမှာခံစားရဝေဒနာတောင်းတဲ့ပုံမှာခံစားရဝေဒနာဖြစ်လာပြန်တင်းတယ်လို့လိုက်သိတာဝေဒနာတောင်းတယ်လို့လိုက်သိတာဝေဒနာအခုပေါင်နေခြေထောက်တွေမှာဝေဒနာဖြစ်တာမဟုတ်ဘူးစိတ်ကသွားသိတာတင်းတယ်လို့သိညာပေးလိုက်တော့တင်းတယ်လို့သွားသိဒါပေမဲ့စိတ်ကိုနားမလည်နိုင်မိမိတို့ရုပ်ဆွဲတာတော့ရုပ်ပေါ့ဘုံဘုံတော့ဒီသုလာသောတာပန်မှာပစ္စယပရိက္ခညာမယောင်မချင်းရုပ်ပဲဆွဲအခုတော့ပစ္စယပရိက္ခပစ္စည်းတွေပြညတ်တွေချုပ်သွားတော့မှစိတ်မုံရုပ်မုံမှန်းသိတယ်စိတ်ကလိုက်သိတယ်အဲ့ဒီတော့မှဒီယုတ်ကြီးကဒုက္ခဖြစ်တာတော့တခါလေးခန္ဓာကိုယ်ကြီးကဝေဒနာရုံးဝေဒနာကြီးဖြစ်တယ်ရုပ်ဝေဒနာကြီးဖြစ်ညောင်းတာလေးဝေဒနာစားတာလေးဝေဒနာအိတ်တာလေးဝေဒနာဟိုဝင်လင်းတော့လွတ်သွားပြီပြညတ်ရုပ်ယောက်ျားမိန်းမပေါင်ချီကိုလည်းလွတ်သွားပြီဒါနဲ့ဒီယုတ်တုံးကြီးကြံနေတယ်ပြညတ်တုံးကြီးကဏတုံးကြီးပေါ့အဲ့ဒါစားလေးဝေဒနာအိတ်လေးဝေဒနာထိုင်လေးဝေဒနာတင်းနဲ့တောင်းနေမသိဘူးဝေဒနာပဲသိတော့ဟိုဝေဒနာယုတ်ကြီးပဲအဲ့ဝေဒနာယုတ်ကြီးနဲ့ဘယ်လောက်နေလိုက်လဲဆိုတော့၄-၅-၆ရက်လောက်နေစက်ကျင်တာပဲဒီဝေဒနာသွားလေဝေဒနာရုံသွားလေဝေဒနာကြီးနဲ့သွားရ
ဒီဝေဒနာဒုံကြီးကိုပဲချီတော့သွားနေရတာဘုံဘုံဖြစ်နေအဲ့ဒီတော့မှဒီဝေဒနာပေါ်မှာဘုံဘုံမနေနိုင်တော့ဆူလာသောတာပန်ကရုပ်ပြဖြစ်ပျက်ကိုမြင်ပြီးတော့ဒီယုတ်ကြီးမလို့ကျင်တာတစ်မျိုးတော်သေးတယ်အခုနာဝေဒနာမှာဒီရုပ်ဝေဒနာကြီးကိုဘုံဘုံမကြိုက်တော့မနေနိုင်ကျင်တော့ဒီဝေဒနာကြီးသေသွားရင်အေးတယ်ဒီယုတ်ကြီးသေသွားအေးတယ်ပဲဘုံဘုံတင်ဒီဝေဒနာကိုမခံစားနိုင်တော့မြင်လာလဲဝေဒနာကြားလာလဲဝေဒနာနာနာလဲဝေဒနာဒီစိတ်ကလေးလိုက်ဖြစ်နေတာဘလို့မသိသေးဘူးဒီရုပ်ဝေဒနာပဲဘုံဘုံသိအဲ့ဒီတော့မှဘုံဘုံစဉ်းစားဒီယုတ်ကြီးကဘာကြောင့်ဖြစ်စိတ်ဥဒုအာဟာရပန်ဆိုလည်းငါမသိဘူးဥဒုဆိုတာလဲသူ့သဘာဝတရားကြီးငါလုံးလို့မရဘူးစိတ်ကလည်းတိုက်ဆိုင်ရင်ပေါ်လာတာသူကလည်းစိတ်ကလည်းအမြဲရှိတာဒါလည်းငါတတ်လို့မရဒါဖြင့်အာဟာရနဲ့ငါပြရင်ဟောဒီယုတ်ကြီးသိဆိုတော့ဘုံဆွမ်းမစားမနဲ့ထမင်းမစားဘူးကွာခါလိုက်အာဟာရဖြတ်ပလိုက်မြန်မြန်သိအေးရောဖြတ်တယ်အဲ့ဒီမှာလေ4 ရက်လောက်ကြာတော့လဲပြီပေါ့3 ရက်4 ရက်ထမင်းကျွေးလည်းမစားဘူးရေလည်းမတော့ဘူးအမှနေနိုင်တယ်ရေးရတဲ့ဓမ္မနဲ့ဆိုတာအဲ့မှနေတယ်ဗျာရေလည်းမတော့မြန်မြန်သိအေးရောဆိုတော့စိတ်ကလေးတော့ချမ်းသာနေတယ်ဘုံစိတ်ကလေးအဲ့ဒီတော့ဘုံအပေါင်းသိနာမင်းကွာထမင်းလေးစားပါရုံးကလိုက်လာတယ်ရုံးမတက်တော့ဘုံဒီဌာနခွဲမန်နေဂျာတို့ဘာလို့လိုက်မောင်မောင်လေးရဲ့ဘုံတရားသမားလေးလည်းပေါ့ဘုံတရားပဲသိကျင့်နေတာမင်းမင်းတရားတွေဟောထုတ်တာများနေပြီအကျင့်များလုံးနေလားမောင်လေးမင်းသမီးပြန်စားပါဘုံကပလက်လန်ကနေတရားဟောတာမာကြီးတို့မသိလို့ဒီယုတ်ကြီးတဲ့ဒုက္ခတွေပလက်လန်တဲ့ပုဂ္ဂိုလ်ကကို့မှာပြန်အယိုးပြင်းပြင်းကြနေကွာသူများတွေတရားဟောပလက်ကမာကြီးတို့မသိလို့ဒီယုတ်ကြီးကဒုက္ခကြီးတနေ့ဒီယုတ်ကြီးကသိလဲဆိုမသိခင်မှာကို့မှာခံစားနေရတယ်အဲ့ဒါကိုမာကြီးတို့မသိလို့ဘုံကျွန်တော်ပြောနေတာအမကြီးတရားချင်းဖို့ပဲလွတ်တာပဲကိုကတော့ဘလို့ပလက်မထုနိုင်ဘူးအဲ့လိုနဲ့4 ရက်5 ရက်ရောက်လာတော့အဲ့ဒီမှာနှိကင်းဘက်ပေါ့ကမ္မအိမ်အောင်ကြတော့ကမ္မလေးကဘေးနာထိုင်းကိုဘုံကလည်းဒီနေဘာလို့ငိုတာလဲအခုစိုးကြီးကထမင်းမှမစားပဲဘုံကစဉ်းစားပြန်ညံဝင်လာဖယားကဟောတယ်ဒီတရားကိုလေဘုံအခုသိမဲ့လောက်တာပြီလေစိတ်ကချမ်းသာနေတယ်ဘုံဒီယုံကြည်မှမမျောနိုင်အဲ့တော့ငါတော့ချမ်းသာတယ်သူတို့ကစိတ်ဆင်းရဲနေကြတယ်လားပုဂ္ဂိုလ်တဲ့ငါမြင်စိတ်ဆင်းရဲတယ်ငါတရားမှားနေလားမသိဘူးအဲ့ဒီမှလေးပြန်ဖြစ်လိုက်တယ်တန်ဝေကလေးပြန်ရလိုက်တာနော်အဲ့မတန်တန်ဖို့ရှိတော့ငါဒီတရားမှားနေလားမသိဘူးသူတို့လည်းငိုးနေကြတယ်လားတဲ့လူတိုင်းလည်းစိတ်မကောင်းကြအဲ့တော့နေငိုးနေတာဘာဖြစ်လို့ငိုလဲကိုစိတ်ကြီးထမင်းမှမစားငါထမင်းမစားနိုင်ဘူးလို့ဆိုရင်သူစိတ်ချမ်းသာအောင်ပါငါစံပြုတ်ပြိတိုက်ပါဆိုတော့စံပြုတ်ပြုတ်ပါဆိုသူကပြုတ်နေရင်မတော့မှဆိုလို့ညရတနာယုံနဲ့ရုပ်ရှင်ယုံနဲ့နီးတာကို9 ရက်တော့သွားဖို့စိုက်ကားနဲ့သွားဖို့အားချင်းပဲ15 မိနစ်လောက်တော့မနေ10 မိနစ်လောက်ကြောက်ပကံလုံးကြီးနဲ့ထည့်ဆောက်ငါထူပြီးဆိုသူကထူပြီးရတော့ထူပြီးပြီးတော့ပကံလုံးကြီးနဲ့ပုံပေါ်တယ်ပုံကျင်းမနေတာစိတ်ထဲမင်းကိုတခါလို့မဟုတ်ဘူးဘေးကလူတွေစိတ်ဆင်းရဲလို့မင်းတိုက်နေဒီလိုဖြစ်တော့ဘုံတကယ်ကျင်းမနေတာအဲ့ဒါဒီရုပ်ကိုလေမမက်ပုံတကယ်တရားစိတ်တရားသွားတဲ့အခါကျမင်းကြည်ဝင်လေးကိုစေတနာရှိလို့တိုက်တာဘေးကလူတွေစိတ်ဆင်းရဲလို့တိုက်တာဆိုတော့ဇွန်းတောက်လိုက်တာဘာဖြစ်တော့မသိဘူးဘာဖြစ်လဲစိတ်ကိုရပြီးတော့ဇွန်းကန်ဇွန်းမပါဘူးဗျာအောက်ဖို့ကောင်းတယ်နော်ဇွန်းမပါလားတောက်လိုက်တယ်ဆံမျိုးမပါလားတိုင်လိုက်တာမာရာကြီးပါလားတောက်လိုက်တော့ပူတာကြီးတွေ့ငါဆံမျိုးမတောက်ပါလားလေဆိုလိုက်တော့တခါလေဒီလက်တစ်ဖြစ်ကလေးလောက်ပါတို့ချင်းနဲ့ဆိုပေါက်သွားပြန်ရောဟင်းလေးမီတဲမှာလေအမုံလေးတွေဆိုတာလူမမြင်နိုင်ပါဘူးဒီအမုံဒါစာပေဓမ္မတော်လာသိတယ်သတိညူလို့ဘလာပဟိုလေပရမညူလို့ပရမအနုယူလို့ဆိုတာရှိတယ်လေအမုံလူတိုင်းလူသားတိုင်းမမြင်နိုင်တဲ့အမုံအဲ့ဒီအမုံလေးတွေပြည့်ကြနေလောကကြီးအဲ့ဒီအမုံလေးတမောကနေလူတွေဖြစ်တယ်နတ်တွေဖြစ်တယ်ဓမ္မတွေဖြစ်တယ်မရက်လေးတွေပြိတာတွေဖြစ်ကြတယ်အမုံလေးတမုံတော့အဲ့တမုံကနေဖြစ်နေတယ်ဒီလောကကြီးမှာကြက်နေပါလားဒီအမုံတွေမှာအဲ့တမုံမှာတသိရှိတယ်သူကဘုံသိလိုက်တာသိဆိုတာဒီစံမြုပ်တော့နဲ့ချိုးတာငါနာချင်တာစက်တက်ခံလားသိဆိုထွက်သွားတယ်
ဒီလောကကြီးကိုဟင်းလင်းမြင်ကြီးဖြစ်သွားတော့ပေါ့အဲ့ဒါနဲ့ဟင်းလင်းမြင်ကြီးကိုကြည့်ပြီးတော့ဒီအသည့်တွေပေါ်နေတော့ဟာငါဒီအသည့်ချုပ်ရင်ငါလွတ်ပြီဆိုတော့ပုံပုံထပြီးတော့အဇက်ကပြောပြီးတော့တက္ကမလူတော့ကိုစုကြီးဘာဖြစ်လဲသိတယ်သူညံပြက်သွားမှဆိုသူ့ကိုကာတာဟောမပုံပုံထရပါလေခုနကမီးနေရတဲ့ပုံထူပေးရတဲ့ပုံအခုမတ်တက်တောင်ကိုယ့်အကိုထရတယ်သရာတွေနော်သရာအားသမာဓိအားဒီအမတန်တန်မှုရှိတယ်ထရတော့ဘာလို့လဲဆိုဒီသိမှုကိုသိသွားဒီသိမှုချုပ်ရင်ငါလွတ်ပြီဆိုတာသိတော့ဘာလဲဆိုထိမှုကိုသတိထားဒါမှမဟုတ်ဟိုလင်းတွေကမ္မထမ်းနေပြတာမှန်တယ်ဒါမှမဟုတ်လုံနီးမကြောက်ထိတာကိုသတိထားတော့သိမှုဖြစ်တယ်ခြေထောက်နဲ့မြေကြီးနဲ့ထိလိုက်ပြစ္ဆုတ်မှကြာတယ်သူကကြာပြီးမှထိတယ်သိတယ်လုံးလို့မရဘူးထိတယ်သိတယ်မှကြာလိုက်တယ်ထိလိုက်တဲ့တပည့်နဲ့လက်ဝါးနဲ့ပြင်းနဲ့ထိလိုက်ရင်အေးတာလေးပေါ်လာအေးတာလေးနဲ့ဒီကတတိနဲ့တခါလဲထက်ချုပ်ဝင်ရထိတာနဲ့သိတာထက်ချုပ်ဝင်ရအဲ့လိုပဲဘုံဘလောက်လျှောက်လဲဆိုတော့15 လလောက်လဲတလန်းအကြာကြီးလားရတယ်သူချိန်နေရထိလိုက်တာနဲ့သိတာနဲ့တစ်ချက်တည်းဖြစ်ရချိန်နေရချလိုက်တော့အသိပေါ်အဲ့အသိတိုင်းနေရနောက်တလန်းရင်နောက်လန်းအသိပေါ်အဲ့ဒါ15 လလှမ်းလဲရောထိတာဒီသဘာဝဆိုပြောပြီးတော့သိမှုကြီးဖြစ်သွားတော့ဟာဒုက္ခဖြစ်ပြန်ခုနရုပ်ဘဝဒုက္ခသစ္စာနော်ခုနာမ်ဘဝဒုက္ခသစ္စာဖြစ်ပြန်ရောဒါအဲ့ဒီခုနကလပအမုံလေးသိသက်တာအဲ့ဒါသမာသနာဉာဏ်ခေါ်တယ်စံပြုတ်တော်ရင်းဉာဏ်လေးလောကကြီးမှာတသိအဲ့ဒါစာပေသမားတွေသိတယ်အဲ့ဒီအမုံလေးတမုံမှာ8 ခုရှိတယ်ဘုံဘုံသိချာသိတယ်အဲ့ဒီ8 ခုမှာတသိရှိတယ်ဒါမှမဟုတ်တမုံမှာတတ္တဝါတယောက်ဖြစ်နေတယ်ကလပအမုံလေးအမုံတမုံမှာ8 ခုရှိတယ်ဘုန်းကြီးကမိမိ8 ခုပါတယ်တပည့်တော်သိတော့ဒီဓာတ်ကြီးလေးပါးကိုသမထယန္တိကရှုခဲ့တော့ပထဝီတေဇောအဘောကဓာတ်ကြီးလေးပါးနဲ့ရုပ်ဖြစ်တယ်ဗျာဒီဓာတ်ကြီးလေးပါးဖြစ်လာရင်ဒီနန္တရားသိမှုဆိုတာပေါ်လာဓာတ်ကြီးလေးပါးနဲ့နန္တရားသိမှုပေါ်လာအဲ့ဒီတော့ဒီတမုံမှာဓာတ်ကြီးလေးပါးရှိလာတော့ဓာတ်ကြီးလေးပါးပေါင်းရင်အစင်းလို့မြင်ရတယ်အသံလို့သိရတယ်ဝဏ္ဏကဏ္ဍရတာဩဇာသူရဲ့ရတာလေးပေါ်လာ၄ ခုပေါ်လာအဲ့တမုံမှာ8 ခုရှိတာကိုတပည့်တော်သိတယ်ဗျာဆရာတော်ကြီးတဲ့သဘောကျတယ်ဘုံဘုံမပြောတတ်တယ်ဟိုစကားမပြီးတဲ့လူလို့ပေါ့သူတို့ကစာပေရသိတယ်ဘုံဘုံဟောတော့ဟိတ်သွားတယ်မင်းတော်တော်တိကျတာပဲတဲ့အဲ့တမုံမှာတသိရှိတယ်အဲ့တမုံမှာလည်း8 ခုရှိတယ်ဒါကိုအာမဏိဘောကယောလို့သူတို့ခေါ်ကြတယ်ဘုံဘုံကြီးသိတာအထက်ကလယုတ်လို့သိတယ်အထက်ကလယုတ်7 ပါအထဆိုတော့8 ခုကလတ်ဆိုတာအမုံလေးဒီတမုံမှာ8 ခုရှိတာကိုသိတော့အဲ့ဒါကိုသိလိုက်တာကိုဉာဏ်နဲ့မြင်လိုက်တာကိုသမာသနာဉာဏ်လို့ခေါ်တယ်ဒါတက်ပြီးအရိယာမကိုတက်တော့မဟာသောတာပန်တက်ပြီးအဲ့ဒီကြမှာတက်တယ်ခုနကယူဘပရိစ္ဆေဒနာမပရိစ္ဆေနာမရူပပရိစ္ဆေဒပြစ္ဆေယပရိက္ခဏာဒါပြဉ္ညာတွေချုပ်သွားပြီယောက်ျားမိန်းမခြေလက်ကိုယ်ကောင်းတွေပျောက်သွားပြီအရိယာမကိုဆက်တက်တဲ့အခါကျတော့ခုနကဒုက္ခနဲ့ဂျားမှာတွေ့ရတယ်သမင်းတွေအငတ်ကန်းဒီယုံကြည်သေးပြီးရောဆိုတော့လုတ်ကြတာအဲ့ဒါအစွန်းနေမိနေဒါကိုယ်နားမလဲခဲ့နောက်မှငါစိတ်ချမ်းသာသူတစ်ပတ်သားစိတ်ဆင်းရဲတယ်ငါတရားမှားနေလားမသိဘူးဆိုတော့ပြန်ပြီးတော့စံထုတ်တော်ရင်တိုင်လိုက်တဲ့ဇွန်းပါလားဇွန်းမတူမာရာကြီးပါလားတောက်လိုက်တဲ့စံထုတ်လားလို့ကြည့်တယ်စံထုတ်မပါဘူးချူတာငန်းနာချင်တာဆက်တာပူတာဖြစ်နောက်တစ်ခါပြန်တော့ကြည့်အဲ့လိုနောက်တစ်ခါလဲတော့လိုက်တော့ခုနပြောတဲ့တမုံမှာတသိစီတာအမုံလေးတစ်ခါလဲဖွာနေတယ်ပေါ်ပြီးတော့တလောကလုံးမှာပဲအဲ့တမုံမှာတသိရှိတယ်အဲ့တမုံမှာလည်း8 ခုရှိအဲ့သိနဲ့တခါလဲနန္တရားလေးတွေ့ထိတာကိုဘုံဘုံတတိထားတယ်ဒီကလပအမုံတမုံကိုထိလိုက်ရင်သိမှုရှိတယ်ဆိုတာသိတော့ခြေထောက်နဲ့မြေကြီးနဲ့ထိတဲ့ကမှာသိချာသတိထားအရန်ချလို့မရသတိထားလိုက်လို့ထိတာနဲ့တတိနဲ့တစ်ချက်တည်းဝင်တော့သိမှုတစ်ခါလည်းဖြစ်သွားအဲ့မှာသိမှုဒီသိလဲတော့ထိမှုသိသဘာဝလိုလဲပြောသိမှုဒုက္ခသစ္စာဖြစ်သွားနံပါတ်9သွားအဲ့မှာသွားတော့မယ်ဒုက္ခကိုကောင်းကောင်းသိတော့ဘဝကြီးကိုသူပြတ်တော့ဒီပုဂ္ဂိုလ်အဲ့ဒါသမာသနာညာဟာခုနကကလပအမုံနဲ့မြန်တာသမာသနာညာအရိယာမြောက်ဝင်သွားတယ်အဲ့ဒီတော့မှထိမှုသိသဘာဝဆိုသိမှုကိုလည်းတွေ့ရောမြင်မလို့သိတယ်ကြားမလို့သိတယ်နားမလို့သိသွားပြီဟာကြောက်စရာကောင်းလိုက်တာအခုဘုံဘုံတို့တရားဓမ္မတွေကြတော့ပါလဲသဘောရှိမြင်ကျင်နိုင်မြင်ကြားကျင်နိုင်ကြနေကြတယ်တကယ်ချင်းချင်းကြည့်ပါမြင်လဲရတဲ့တလုံးသိမှုလေးရလဲအမတန်ကြောက်စရာကောင်းတယ်သိမှုဒုက္ခသစ္စာမြင်မလို့သိပြီးသားကြားမလို့သိပြီးသားနားမလို့သိပြီးသားဟိုသိလိုက်တာတွေဆိုတာမပြောနဲ့တော့အဲ့ဒီသိမှုဒုက္ခသစ္စာဖြစ်
အဲ့တော့ဒီသိမှုကြီးပေါ်လာတော့ဒီသိမှုကြီးပေါ်မှာထိမှုနဲ့သိမှုစီဖြစ်ပြခေါ်တာပေါ့ထိတာစီထိလိုက်ရင်သိလိုက်တယ်ပြက်သွားတယ်အဲ့ဒါကထိဟိုလေယုံနာမှာပရမယုံနာမှာဖြစ်ပြခေါ်တယ်ဖြစ်ပြယုံနာပရမယုံနာကြတော့ဘာလဲဆိုတော့အဲ့ဒီပရမယုံနာဖြစ်ပြကနေပြီးတော့ဟိုက32ခုတသာဖြစ်ပြယုံနာအခုအရိယာမဲ့ကြတော့ဒီကလာပအမုံလေးပေါ်ကနေပြီးတော့တမုံပေါ်မှာတတိပေါ်မှာတတိဖြစ်တာကဖြစ်ပြီးပြက်တာကိုတွေ့တာကဒါဥဒိယဘေယဉာဏ်လို့ခေါ်တယ်ဒါဉာဏ်စင်နဲ့ဝင်သွားတယ်သမသနာဉာဏ်ဥဒိယဘေယဉာဏ်ဝင်လာအောက်က၄ဉာဏ်နဲ့ဆိုတော့6ဉာဏ်ရပါဥဒိယဘေယဉာဏ်ဖြစ်တယ်ပြက်တယ်အဲ့တော့ဖြစ်တာကိုလွတ်ပြီးတော့ပြက်တာကြီးပဲသိမှုလေးဟာသိပြီးပြက်သိပြီးပြက်သိပြီးပြက်နေတော့သိတာပဲပြီးတော့အပြက်ကြီးသိမှုလေးပေါ်မှာဒုက္ခဖြစ်တော့အဲ့ဒါဘင်္ဂဉာဏ်လို့ခေါ်တယ်ဒီသိမှုလေးပေါ်မှာဘင်္ဂဉာဏ်အဲ့တော့ဒီသိမှုလေးဟာသိပြီးပြက်သိပြီးပြက်တော့ဒုက္ခဖြစ်တော့တာဗောတခါလေဩအဲဒီကလည်းဘေးနဲ့တွေ့နေမျက်စိပေါက်လှုပ်လိုက်လေဒုက္ခဖြစ်ပြီးနားပေါက်လည်းဒုက္ခဖြစ်ပြီးနှာခေါင်းပေါက်လည်းဒုက္ခဖြစ်ပြီးတခါလေသိမှုဒုက္ခသစ္စာကြားတဲ့ပုံမှာသိမြင်တဲ့ပုံမှာသိနားတဲ့ပုံမှာသိထိတဲ့ပုံမှာသိတွေးရင်လည်းသိဒီသိမှုလေးတလုံးနဲ့လွတ်တဲ့နေရာမရှိတော့တခါသိမှုဒုက္ခသစ္စာဖြစ်အဲဒီတော့ဒီသိမှုပေါ်မှာဘုံဘုံတို့ဒီဉာဏ်စင်တွေဝင်တာပေါ့ခုနကဥဒိယဗျာဘင်ကအပြည့်မြင်တော့ဘယဘေးလို့တွေ့ဒီသိမှုလို့တော့တွေ့တာဘေးလို့တွေ့ဘာနဲ့ဥပမာတူလဲဆိုတော့စာပေနဲ့ဟောပြရမယ်ဆိုရင်ဆောင်းနဲ့ငါးအုပ်တဲ့လူလိုပဲဟိုတချို့ဆောင်းဆိုတာအခုချက်ကလေးတွေငှက်ကလေးတွေဟိုအုပ်တဲ့ဆောင်းပေါ့ပင်အပေါက်နဲ့အဲ့ဒီဆောင်းကမြေတောတွေမှာကြတော့ချောင်းတွေထဲမှာဆောင်းနဲ့လိုက်အုပ်တယ်အုပ်လိုက်ရင်ငါးချီရင်တခါလဲဆောင်းကိုထိတော့တခါလဲအပေါ်အထိပ်ကနေလှမ်းကင်ပြီးတော့ငါးကိုဖမ်းညာဆောင်းနဲ့ငါးအုပ်တဲ့လူလိုပဲအဲ့မှာတခါလဲအုပ်လိုက်တယ်ဘုံဘုံလဲသူတို့ဆောင်းနဲ့အုပ်ပြီးတော့ငါးကင်တယ်လို့ဘုံဘုံလဲဒီထိမှုဒီသိမှုကုန်ရင်တော့ငါလွတ်ပြီးရဆိုပြီးတော့ထိမှုသတိထားလိုက်တာထိမှုဒီသဘာဝလိုလည်းသိရောသိမှုလည်းကြာရောဒုက္ခရောက်ပါလိမ့်မယ်။ဘာနဲ့တူလဲဆိုတော့ဒီဆောင်းထဲမှာမိနေတဲ့ငါကလည်းကြမ်းနေတော့လှမ်းကင်ပြီးတော့ချက်လိုက်တော့တခါကြီးပဲဆော့ထုတ်လိုက်တော့မိုးအောင်ကြီးပြင်းဟာလေလက်စိကင်ပြီးတော့မိုးအောင်ကြီးလှုပ်လို့လည်းမရဘူးကိုယ်ပတ်တာပြီဒီကလည်းလေကိုကင်မိထားတယ်သူ့ကိုကြောက်ကြောက်နဲ့ညှက်ရတယ်လို့ဒီသိမှုဒုက္ခသစ္စာမှာအဲ့ဒီမှာဖြစ်လာတာဘေးနဲ့တွေ့မိုးအောင်ကြီးလိုပဲဒီသိမှုဒုက္ခသစ္စာအရန်တွေ့တယ်အဲ့ဒီတော့မှဘာလဲဆိုတော့ဘယညာဘေးမြင်သွားတော့အဲ့မှာအာရိဓမ္မညာဆိုတာအပြစ်မြင်တာဟိုငါဒီယုတ်ကြီးယူခဲ့မိတာမှားပြီကြည်စမ်းအတိတ်တုန်းကဒီယုတ်ကြီးကိုငါလူလို့ထင်ခဲ့တာဒုက္ခသစ္စာသုံးကြီးကိုငါမသိလို့ပါလားဆိုတော့သူ့ပေါ်မှာအဲ့မှာမြင်တာပေါ့အဲ့ဒါအာရိဓမ္မညာလို့ခေါ်တယ်သူကအဲ့တော့အပြစ်ကြီးအာရိဓမ္မညာအပြစ်ကြီးမြင်လာတဲ့အခါကျတော့ဒီအပြစ်ကြီးကလွတ်ချင်တယ်ဘယ်မှလှုပ်လို့လည်းမရအဲ့တော့ဗာပြင်းမုံညင်းဝေဖြစ်ချောင်းနေလို့လှုပ်လို့လည်းမရတယောက်တည်းပြင်းမုံညင်းဝေဘုံနာနေလည်းမတိဒီနာနေလည်းမတိဘုံဘုံရုပ်ရှင်ကိုသွားတော့ရုပ်ရှင်ရောက်လည်းပြင်းနေတာပဲသူကသူပြတာပဲကိုယ်မှစိတ်မဝင်စားနိုင်ပြင်းနေတာကြီးပြင်းတဲ့အလုပ်တစ်ခုပါလေဘာမှစိတ်မဝင်စားဘူးပြင်းမုံညင်းဝေဖြစ်ပြီးတော့လည်းအဲ့ဒါကိုဘာခေါ်လဲဆိုတော့နေဗိဏညာလို့ခေါ်တယ်သူကအဲ့ပြင်းမုံညင်းဝေနဲ့3ရက်နေရသူ့မှာကြာဟိုလေးတွေကတရက်နဲ့ပြတ်သွားဒီမှာကျတော့မပြတ်ဘူးနေဗိဏညာဝင်လဲပြီးတော့သူကကြာတယ်အလကနေပြင်းနေတာဘာလို့ပြင်းတာလဲမသိဘူးဘာမှလည်းမလုပ်ချင်ပါယုံလည်းမတက်ချင်တော့ဘာမှမလုပ်ချင်တော့အဲ့လိုဖြစ်အဲ့ဒီတော့နေဗိဏညာဖြစ်တော့သူကဘာလဲဆိုတော့မုံစိတုကမြတညာဆိုတာလွတ်လို့ဟိုလေလွတ်ချင်တယ်ပေါ့ဒါလေဒီမုံနဲ့စိတ်ကြီးကလွတ်ချင်လို့ကိုနာနေကြည့်တယ်ဒီနာနေကြည့်တယ်မရဘူးဒါလွတ်ချင်လို့နေတာအဲ့ဒါကမုံစိတ်တုကမြတညာလို့ခေါ်တယ်ဒါလွတ်ချင်လို့လိုက်လွတ်တော့လည်းပဲဒီညင်းဝေးတာကြီးနဲ့တွေ့မလွတ်ပြန်နေဗိနာဟိုလေနေဗိနာညင်းဝေးတော့ဒီမုံစိတ်တုကမြတလွတ်လို့မလွတ်ဘူးအဲ့ဒီတော့မှပဋိသင်္ခညာဆိုတာကဟိုအောက်ကိုပြန်ကြည့်တယ်သမာသနာညာကိုပြန်လို့သူကဆင်ញင်တယ်မလွတ်တော့ပြန်ဟိုကသိမှုကကလပအမောင်းနဲ့တမုံမှာတသိဖြစ်ပြီးတော့သိပြီးပြက်သွားတယ်အာကာသပရိစေရချားတာတသိနဲ့တသိအာကာသပရိစေရဆိုတာဗလာဖြစ်တာပေါ့ဒီမိုက်နှစ်ခုကြားမှာဗလာဖြစ်တယ်လို့သိမှုလေးနှစ်ခုကြားမှာဗလာဖြစ်နေတော့ညာသွားမျက်မှောက်ပြီအဲ့ဒါသွားပြီးတော့ရှာတော့နောက်လမ်းကိုပြန်ကြည့်ရှေ့ကိုမသွားဘူးနောက်ကိုပဋိသက္ခာဆိုတာ
နောက်ကိုပြန်ဆင်ញင်လိုက်တဲ့အခါကျတော့ဟိုမှာတော့ငါတတိပြီးတတိကလာပအမုံကတတိပြီးတတိတယုတ်တဏတတိနဲ့ချုပ်ပြီးနောက်တယုတ်တဏဖြစ်တယ်ဒီမှာညီးငွေနေတာလွန်လန်းရှာနေတာဟိုဘက်ကိုသွားရှာတယ်ဟိုစိတ်တုကမြတ်တာညာဆိုတာအဲ့လိုရှားနေရနေပြီးတော့ဘာခေါ်လဲဆိုတော့ပဋိသင်္ခါညာအဲ့မှာအညီညွတ်ရှုပြီးတော့ခုနကအတိတ်ကကိုကလာပဆံပြုတ်တော့ကလာပအမုံလေးတွေနဲ့အခုလက်ရှိနဲ့ချိန်နေပြီဒါဘာလဲဆိုတော့ပဋိသင်္ခါညာလို့ခေါ်တယ်ဘာလဲအညီညွတ်သူရှင်းတယ်အပဋိသင်္ခါညာလည်းရရောသူအဲ့ဒီမှာလမ်းကြောင်းနဲ့တွေ့ရောအနုလောမညာဆိုတာကသူကအင်မတန်အဝတ်စရာကောင်းတယ်အနုလောမညာဆိုတာသူကလွတ်လို့တယ်ရှာပြီသူကဘာနဲ့ဥပမာတူလဲဆိုတော့မာလိန်နိုင်ဝင်လည်းသမောတစင်းဟာတဲ့ကြီးကန်းကိုခေါ်သွားတယ်တဲ့အရင်တော့ဒီလိုလေးမရှိဘူးသူတို့ကြီးကန်းကိုခေါ်သွားပြီးတော့ဟိုသမုဒ္ဒရာလေးရောက်တော့ကြီးကန်းကိုလှုပ်ပေးတယ်ကြီးကန်းကနားစရာမရှိဘူးအောက်မှာနားလေသမောသားလေးနဲ့ဖြစ်တော့လင်းရနိုင်အပေါ်မှာတက်နာအောက်လည်းမဆင်းရဲဘူးဒါမဲ့သူပြန်တယ်လွတ်လိုက်ပြန်တော့ကားမတွေ့လင်းရနိုင်ပြန်နာသူကဒီတိုင်မှာပဲပြန်နာမာလိန်ဘူးကလည်းအဲ့ဒါပဲကြည့်တယ်ဒီကြီးကန်းပြန်နေရင်ဒါကန်းဝေးသေးတယ်အဲကြီးကန်းကြည့်လိုက်တယ်ပြောတော်တော်ဝေးပြန်တာဟာကန်းနေနေပြီနောက်ပြန်လာဟာကန်းနေတော့နေပြီဒါပင်နဲ့ဝေးသေးတယ်မာလိန်ဘူးကသိတယ်အဲ့ဒီဥပမာလိုပဲဒီမှာပဋိသင်္ခါအနုလောမညာဆိုတာကဒီမှာသိမှုလေးချုံနေတာလေးကြာဆိုတော့တွေ့တာနောက်ပြန်ပြီးတော့သိမှုဝင်တာပဲမြင်မလို့သိကြောင်းလို့သိပြန်ဝင်တာပဲဒီသိမှုဝင်လဲမာလိန်နိုင်ပြန်ရောက်အဲကြာလေးတော့ချုပ်တာတန်းရှာမြက်လိုပဲနောက်ပြန်သိအဲ့လိုပဲအနုလောမညာနဲ့နေရနေပြီးတော့ဘာဖြစ်လာလဲဆိုတော့ဘောတတူဆိုတာကဘာလဲဆိုလွတ်လို့လားဒါပြင်ဟိုမှာချုပ်နေတယ်အဲ့ဒီအနုလောမညာကကန်းရှာငဲ့လို့အနုလောမညာနဲ့သွားနေတဲ့ကမှာချုပ်တာလေးတော့သူမျက်မှောက်ပြနေတာညံမပါဘူးမပါလို့သူဒုက္ခရောက်ဘုံမတာနောက်မှသိတာချုပ်နေအဲ့ချုပ်နေတာလေးကိုသိတဲ့အခါကျတော့ဟာချုပ်နေပါလားလို့သိမှုဒါမှမြင်မလို့သိမှုကြားမလို့သိမှုဒုက္ခသစ္စာလေးချုပ်နေတာချုပ်တာကိုညာသွားမြင်လိုက်တယ်ဟာချုပ်နေပါလားလို့လည်းသိရောစောစောကသိမှုနဲ့ဆဲပြန်တာဒီဘဝမှာလောကကြီးမှာဘာကောင်းမှမဖြစ်ချင်တော့ဘူးပဲဒုက္ခရောက်သွားဟာအဲ့ဒီစောစောကသိမှုကဟိုအလုံးတရာလောက်အလုံးတစ်ထောင်လောက်ဖြစ်သွားမွတ်ထွက်သွားဟာမလို့ဘာမှလုံးလို့မရရင်းနေရတော့ဖြစ်ချင်းဖြစ်စမ်းကွာဆိုတော့လွတ်ထားရတော့ဒါကဥပက္ခပြုထားအဲ့ဒီပုံပြုပြီးတော့ဘယ်သွားလဲဆိုတော့ခုနဟိုလဲမောအနုလောမညာပဋိသင်္ခါညာကိုပြန်ဆင်းတယ်ပြန်ပြီးတော့ကလာပအမုံလေးကိုတမုံမှာတသိကိုပြန်ပြီးတော့အာယုံပြုလိုက်တဲ့အခါကျတော့ဒီစံအာယုံပြုလိုက်တော့လွတ်နေပြန်အောင်သူလွတ်တာမသိဘူးဒီကျင့်နေတဲ့ပုဂ္ဂိုလ်လွတ်နေတာလေးကိုကျင့်ရတယ်သူကစိတ်ကူလွတ်နေတာဟုတ်ရဲ့သားလွတ်တာကိုငါသွားပြီးတော့သိတဲ့တော့ငါဒုက္ခရောက်တယ်အာယုံကလွတ်တာကိုအာယုံပြုထားတယ်ဒါမင်းနဲ့သူခုနလွတ်တာကိုအတိတ်ကိုပြန်မြှောက်လွတ်တာရဲ့သားနဲ့လွတ်တာကိုငါသွားသိခြင်းလို့ငါမလွတ်တာဒုက္ခပြရဒီတစ်ခါလွတ်ရင်တော့လွတ်နေတာကို तू မသိဘူးလွတ်နေပြန်တာလေဒီတစ်ခါလွတ်ရင်တော့ငါမကြည့်တော့ဘူးဆိုဒီတစ်ခါလွတ်ပြန်ရောအဲ့ဒါကဘာလဲဆိုတော့အနုလောမသရာဖြစ်နေဆိုတာကြောက်လွတ်တာအဲ့ဒီတော့မလွတ်တော့မှနောက်ပြန်ကြည့်လိုက်ဘောတဘူးဆိုတာဘာလဲဆိုတော့ဒီမှာဇောပြင်းနေတော့ပြန်သိအလူဇောဒေါသကြီးကိုသွားလဲတွေ့လိုက်ပါပြန်လဲကြည့်လိုက်ပါဒီမှာဟဲ့လို့ပြတယ်လို့ဘုံကအရှိလွတ်တယ်အနောက်ဘုံလည်းပြန်မလို့ဘုတ္တတဘူးဆိုတာဘုံလေးကိုပြန်ပြအနောက်ကိုပြန်ပြဒီမှာဟဲ့ဆိုတော့ပြလိုက်တယ်အခါကျတော့ဘုတ္တတဘူးဆိုတာဒီနေရာလေးရောက်တော့ချုပ်သွားတာအဲ့ဒီနေရာဟဲ့လို့သိလိုက်တာညာကလည်းဖြတ်ထုတ်သွားတာဒါမဲ့ညာဘုံနားမလဲပဲမဲ့ဆိုတာဘယ်သူမှသိခွင့်မရမဲ့ကိုမဲ့ဖြတ်သွားတယ်လို့သိတယ်လူကမသိနိုင်ပါဘူးနောက်မှဟိုလေးမှာဖူညာမှပြန်ကြည့်တယ်ပြန်ဆင်ញင်မှသိတဲ့ကိစ္စမဲ့ကိုဆင်ញင်လို့မရဘူးသူကဖြတ်ပြီးသွားတယ်ဆိုလွတ်သွားတာပဲရှိဘာမှလုပ်လို့မရအဲ့ဒီတော့မှဘုဒ္ဓလူလည်းပြီးရောဒီမှာဟဲ့လို့လည်းအရှိကိုလွတ်နေရင်းနဲ့ပြန်ကြည့်လိုက်တယ်ဒီမှာဖြစ်ဒီမှာလည်းတွေ့ရောချုပ်လို့တော့ဟာဟုတ်သားပဲကြည်စမ်းပုံမှာသိကျင်တာလွတ်တာလေးကိုလွတ်နေပါလားလို့သိကျင်တာကသမုဒယသစ္စာမလွတ်တော့မှဒုက္ခသစ္စာဖြစ်ရပါလားအကျိုးတရားပါလား
ဒီဘက်ကဒီကလွတ်ရင်တော့ငါမကြည့်တော့ဝဲဆိုလွတ်ချင်တာကသမုဒိယသစ္စာမလွတ်တာကဒုက္ခသစ္စာဒီဘက်ကအကြောင်းတရားသမုဒိယဒုက္ခနှစ်ခုပါလားဟိုဘက်ကအကျိုးတရားဒုက္ခနဲ့သမုဒိယနှစ်ခုနော်ဒါအောင်ပရိစ္ဆေသမုပ္ပါဒ်မှာသူဆက်ဝိုင်းနေမှာဒုက္ခသမုဒိယဒုက္ခသမုဒ္ဒ၄ချက်ပြ၄ချက်ရိုက်တာအဲ့ဒါအကြောင်းဘဝနှစ်ချက်အကျိုးဘဝနှစ်ချက်နိဗ္ဗာန်ထွက်တဲ့ကမှာဒီအကြောင်းကျိုးကိုချုပ်ထွက်အကျိုးအကြောင်းအကုန်ချုပ်ထွက်တာဒါကိုနားမလဲကြဘူးလူတွေအဲ့ဒီတော့ဘုံဘုံကြည့်လိုက်တော့ခုနလွတ်နေတာလို့သွားသိကျင်တော့လွတ်ပါလားလို့သွားသိလိုက်တာဒုက္ခဖြစ်တခါလေသိမှုဒုက္ခသစ္စာဖြစ်အဲ့ဒီတော့ခုနကတော့တခါပြန်ပြီးတော့ကလာပအမုံဝါအာကာသပရိစေတာအဲ့ဒါလွတ်လောင်းကိုပြန်အောင်ပြုတော့ဒီမှာလွတ်နေပြန်လွတ်တာကငါသွားသိလို့ငါဒုက္ခဖြစ်ရတော့ဒီကလွတ်ရင်တော့မသိတော့ဘူးဆိုအဲ့ဒါလေးလွတ်ပြီးတော့လွတ်ချင်များရောအာယုံကသွားလွတ်တာလွတ်ချင်တာသမုဒယသစ္စာမလွတ်တာဒုက္ခသစ္စာဟောဒီဘက်ကအကြောင်းသမုဒယနဲ့ဒုက္ခအကျိုးဒုက္ခဟိုဘက်မှာပင်ကိုလွတ်နေတာကအဲ့ဒါအကျိုးတရားဟိုလည်းမဲ့ညာကိုသူကမသိတော့လွတ်ပါလားလို့သူကသိကျင်တာကသူကလွတ်ပြီးသားကိုသူကသိကျင်တယ်အဲ့ဒီမှာစကားတွေကသိနဲ့တယ်လွတ်တယ်ကိုလွတ်တဲ့အတိုင်းမနေဘူးလွတ်တာကိုသူကသိကျင်တာကသမုဒယသစ္စာမလွတ်တာဒုက္ခသစ္စာအဲ့ဒါကအကျိုးတရားကဒုက္ခသမုဒယနှစ်ချက်လွတ်ချင်တာကအကြောင်းသမုဒယမလွတ်တာကအကျိုးတရားဒုက္ခဆိုတဲ့အကြောင်းကသမုဒယဒုက္ခနှစ်ချက်ဟာညှက်ရတာအဲ့ဒီတော့မှလွင်နဲ့ဟေ့ဒီမှာဟေ့ဆိုကိုတုတ်ကလောက်ပြန်လှည့်လဲပြလိုက်ပါဖြတ်ဆိုချုပ်သွားတယ်ဒါမက်သက်သွားတယ်သူမသိလားချုပ်သွားပြီးလောကကြီးမှာလွတ်မြောက်သွားမြေအေးပြီးတော့အဲ့မှာပြန်ဆင်ញင်မက်ကသစ္စာဆိုမက်ကဆိုတာသူ့လမ်းကြောင်းကိုသူ့ရဲ့ဒီလမ်းစဉ်ကိုပြန်ကြည့်တယ်မက်ကပြန်ကြည့်တာသူကမက်ကဆိုတာမက်ပြီးတော့ဖူဟာတဲ့ဒီကသူကပြန်ဆင်ញင်တာသူလမ်းဟောဟိုနောက်မှာဘာဖြစ်သွားလဲကြည့်တော့ဟိုကအကျိုးဘဝသမုဒယနဲ့ဒုက္ခတရားအကြောင်းဘဝသမုဒယနဲ့ဒုက္ခဒါပြန်အခုလွတ်သွားတာမှနိရောဓပါလားနိရောဓသစ္စာဒီလိုပြန်ဆင်ញင်တာကမက်ကသစ္စာပဲဘာလားလို့ဒုက္ခသမုဒယနိရောဓမက်ကသစ္စာလေးပါတခါလဲဒါရိတ်ဝင်သွားကိုသိရတာသစ္စာလေးပါကိုမြင်လဲသွားပြီးရောအလင်းနေတယ်ဘယ်နှနာရီထိုးလဲအဲ့ဒီတော့ဒီဒုက္ခသမုဒယနိရောဓမက်ကဆိုတဲ့သစ္စာလေးပါလည်းမြင်လဲပြီးသွားတော့ဘာဖြစ်လောကကြီးဟာအင်းလေးမြင်ဖြစ်သွားဘုံဘုံနဲ့အပြေးလောဟောပေးတာပါသိအချိန်မရအဲ့ဒီတော့လောကကြီးခင်းလေးမြင်ဖြစ်တယ်ဒါကစိတ်ကြရလဲလွတ်မြောက်သွားဒုက္ခတွေနဲ့လဲဘုံကြီးကလည်းလွတ်သွားပြီဘုံလွတ်တယ်ဆိုတာဗဇက်ကပြောတာတော့ဟိုမှာလွတ်တာမရှိဘူးလွတ်တာမရှိလို့မရှိတာကိုရှိသလားဆိုလည်းမရှိဘူးမရှိတာလည်းမရှိဘူးရှိတာလည်းမရှိဗလာကြီးဗလာဆိုတာလည်းမရှိဘူးပညာစကားထုတ်ပေးရတာဘုံဟိုမှာတကယ်ကျင့်တဲ့လူမှရောက်လို့ရတယ်အခုသမီးတို့အခုတရားဓမ္မတွေအလင်းရောင်မသိကြဘူးလားအလင်းရောင်ဆိုတာလေဘုံကကန်းနေတဲ့လူတွေကအလင်းရောင်ပြပါဘယ်လိုလဲဆိုဥပမာပေးတာပါမပေးတာဖြည်းဖြည်းပေးလိုက်မို့မျက်စိမြင်တဲ့လူပဲအလင်းရောင်တွေ့တယ်လို့အလင်းရောင်သိရတယ်ဟုတ်တယ်မလားအလင်းရောင်ပြောပြလို့မရတယ်လို့ဒီမဲ့ညာဖုန်ညာဆိုတာကနိဗ္ဗာန်ဆိုတာပြောပြလို့မကိုရောက်မှကိုသိရတယ်မြင်ရတဲ့ကိစ္စကြီးဖြစ်နေတယ်အဲ့ဒီတော့မှလောကကြီးဟင်းလင်းမြင်ဖြစ်သွားတာပုဂ္ဂိုလ်လည်းမရှိပါမှလည်းမရှိဒီရုပ်လည်းသူကမက်သက်သွားတော့ဘာမှမသိဘူးချုပ်တယ်အဲ့ချုပ်ရနေခုနသစ္စာလေးပါဆင်ញင်လဲပြီးရောဒီဘက်မှာဟင်းလင်းမြင်ဖြစ်သွားအဲ့ဒီမှနေပြီးရမှာမပြီးဘူးဘုံဘုံဟောဒီမှာချုပ်ငိမ့်ပြီးတော့သစ္စာလေးပါလည်းသိရောအသိပေါ်မှာမပေါ်ဘူးဘုံဘလာပဲဖြစ်တယ်ရှစ်ဆက်သွားတယ်အဲ့တော့ဟင်းလင်းမြင်ဖြစ်တော့ဘာလို့မှလည်းမသိဘူးဒါဘာလဲလို့ဘုံကဆင်ញင်လိုက်ဆင်ញင်လို့ရဘယ်ရဆင်ញင်စင်ညာဟိုညာကြီးကပွန့်သွားပြီကိုညာသစ္စာလေးပါမြင်တော့သစ္စာလေးပါနဲ့တင်တဲ့ညာကြီးပွန့်သွားဒါဘာလဲဆိုကြည့်လောကကြီးအင်းလင်းကြီးဩဃတာလောကဒါအတွင်းလောကနော်ဘုံမကူဟောမှာအပြင်လောကတော့ဓမ္မကြီးတို့ဓာကြီးတို့သိတဲ့သစ်ပင်တောတောင်ရေမြေသမုဒ္ဒရာဩဃတာလောကအခုလိုမိမလေးယောက်ျားတွေခွေးတွေကြက်တွေဝက်တွေလူတွေဘုံကြီးတွေကတတ္တလောကဩဃတာလောကလည်းမြဲလားတို့လူတွေလည်းနောက်အခုလာတဲ့ပုဂ္ဂိုလ်လည်းနောက်နှစ်ပေါင်း60ဆိုတရားမှရှိမှာမဟုတ်ဟုတ်တယ်မလားဘုံဘုံလို့ဆိုနောက်4နဲ့5နဲ့ရှိချင်မှရှိမယ်ဒါတော့တမ်းပုံပြောတာအဲဒီတော့အသက်30 20ကနေပြီးတော့ရှိမဲ့ပုဂ္ဂိုလ်ကြီးပဲ30တွေရှိမှာဟုတ်တယ်60ဆိုရင်ပဲ40ရှိတဲ့လူကနောက်60တရားတော့မနေရဘူး40ရှိတော့60မနေရတော့ဘူးဟုတ်တယ်မလား50ရှိတဲ့လူကလည်းနောက်
60မနေရတော့ဘူးဒါဒီတန်းမှာပဲရှိပြီးသားပျောက်ကြမှာကြီးတော့ဒါသင်္ခါရမဟုတ်ဘူးလားဒီယုတ်ကြီးကလည်းအခုထိုင်းနေနဲ့ပြောင်းလဲနေတဲ့သင်္ခါရနော်နောက်ပြစုံဒီကောင်ကခန္ဓာကိုပျောက်အောင်မယ်ကဲဒါကြောင့်မလို့ဒီအခုမင်းနေမင်္ဂလာဆိုတာမဟုတ်ကြောက်ဘုံဘုံပြောပြဒီအဖြစ်ကြီးကိုပဲမပြည့်သေးခင်မှာပူဇော်ကြတာအဖြစ်ခန္ဓာကြီးပါအဲ့ဒီတော့ဒီလောကကြီးကဘာလဲဆိုပြီးတော့ကြည့်လိုက်အလားကြီးတွေမှာကြည့်ဘာမှမတွေ့ဩဃတာလောကဘုံဘုံသိခဲ့တဲ့တရားဓမ္မတွေသိတယ်လို့ပဲဘုံဩဃတာလောကဆိုဒီပစ္စည်းသမီးတောတောင်ရင်မြေသုံးတရားဩဃတာလောကဘုံမှာဘာမှမရှိဘူးဗလားငါသိတာတင်ညာနဲ့ပညာရှင်းကနေတော့တင်ညာကိုပြီးတယ်ပညာရှင်းပြတယ်ဒါဘုံဘုံလောက်တော့မဟုတ်သူ့ဘာသူ့ကိုတရားဆောင်သွားတာဘုံဘုံဒါဒီနားမလဲပဲအဲ့တော့ဩဃတာလောကတင်ညာကဩဃတာလောကဆိုသစ်ပင်တောတောင်ရင်မြေသမုဒ္ဒရာတွေရှိတယ်ဘယ်မလဲရင်မြေတော့ပြင်းလင်းမြေကြီးပဲပြောလိုက်တော့အိုးတကလည်းမမြင်အပ်တဲ့အမုံမောလေးတွေစူးပြီးတော့လာတာအတုံးကလေးကြီးလာအဲပထဝီဓာတ်ကမြေကြီးတွေဖြစ်သွားတယ်အခုဒီလောကကြီးမှာဓာတ်တွေအကုန်ရှိတယ်နောက်အမုံလေးတွေစူးပြီးတော့အာဘောဓာတ်ကလည်းရေချောင်းရင်းရင်းဖြစ်သွားဝါယောဓာတ်ကလည်းတကသစ်ပင်တော်နေကလည်းတုံခါအောင်လှုပ်ရှားနေဒီတလာပအမုံလေးတွေကနော်အမုံလေးတွေကဖြစ်နေတာတခါတည်းကိုရေဖြစ်သွားလဲလေဖြစ်သွားလဲအဲ့မှာပူတဲ့မီးတွေဖြစ်သွားလဲအမုံလေးတွေအဲ့ဒါနဲ့လောကကြီးပေါ်လာအဲ့ဒီမှာလူတွေရောမိန်းမတွေယောက်ျားတွေခွေးတွေကြက်တွေအကုန်တွေ့တာဩဃတာလောကလို့ဒါတတ်တဲ့လောကဖြစ်ရမှာနော်မဖြစ်ဘူးဩဃတာလောကကြီးဖြစ်လူတွေမိန်းမတွေယောက်ျားတွေခွေးတွေကြက်တွေရောသစ်ပင်တောတောင်များအဲ့မှာဒီဓာတ်ကြီးလေးပါလေပြီးတော့ဩဃတာလောကတွေပို့အဲ့ဒီမှာဩဃတာလောကဆိုတာဒီပထဝီဒေဇောအဘောဓာတ်ကြီးလေးပါအမုံလေးတွေကနေပြီးတော့ပေါင်းစုပြီးတော့ဖြစ်ကြပါလားတကယ်တမ်းကျရေမရှိမြေမရှိတစ်မရှိတောမရှိဒီကလာပအမုံလေးတွေဖြစ်တာပါလားဩဃတာလောကဆိုတာဒီလိုလို့ဒီလဲပြန်ပြောက်သွားပြင်းနေဖြစ်ဒါနဲ့စိတ်ကမကျဉ်းတော့ဩဃတာလောကထဲမှာလူတွေမိမယောက်ျားဘုန်းကြီးတွေပါဒါတတ်တဲ့လောကဘုန်းကမကျဉ်းဘူးဒီကိစ္စဒါဖြင့်ဩဃတာလောကတော့ဟုတ်ပြီတတ္တလောကဆိုတော့ဘာလဲဘုံမောဩဃတာလောကထဲမှာဒီလူတွေနတ်တွေမိန်းမတွေပါသွားတော့သူ့ကိုတတ္တလောကခေါ်ရမှာခေါ်စရာမရှိဘူးလေမရှိတော့တတ္တလောကဆိုတော့ဘာလဲဆိုတော့ထပ်ဆင်ញလိုက်မတွေ့ဘူးနောက်တစ်ခါတစ်ဆင့်ထပ်ဆင်ញသူ့နဲ့အားနဲ့ပြန်ထပ်ဆင်မတွေ့ဘူးနောက်တစ်ခါအားလေးယူလိုက်ကောအဝိဇ္ဇာနဲ့ဝေဒနာထိကြည့်ကဲဗျာအံ့ဩဖို့ကောင်းတာနော်တရားဘုံဘုံဒါတွေနားမလဲအဝိဇ္ဇာနဲ့ဝေဒဒီဘုံရနေမိုက်ကလေးနဲ့ပြောသလိုအဝိဇ္ဇာနဲ့ဝေဒနာထိကြည့်လို့ပြောအဝိဇ္ဇာဆိုတာဘာလဲအဝိဇ္ဇာပြီးတော့ဘာသင်္ခါရဘုံကမှားအဝိဇ္ဇာပြီးတော့သင်္ခါရပြီးတော့ဆိုတော့ဝိညာဉ်နဲ့မိုက်ကလေးနဲ့လည်းပြောနေတယ်လို့ပဲဘုံကအဝိဇ္ဇာသင်္ခါရဝိညာဉ်ဘုံကလိုက်ပြီးတော့မှတ်နေရတာဝိညာဉ်ပြီးတော့နာယုတ်ဝိဇ္ဇာသင်္ခါရဝိညာဉ်နာယုတ်ပြီးတော့သူကနေပြောတယ်တတ်လိုက်ရတာတတ်လိုက်နာပြီးတော့ဖတ်တာပြီးတော့ဝေဒနာဘုံကလိုက်မှတ်ဝေဒနာပြီးတော့မလာပြန်နောက်တစ်ခါဝေဒနာပြီးတော့ဆိုမလာပြန်နောက်တစ်ခါဝေဒနာပြီးတော့လည်းဆိုတော့ပြန်လည်သွားပြန်အောင်ညာအဝိဇ္ဇာပြန်စားအဲ့ဒါအဝိဇ္ဇာဆိုတော့ခုနမှတ်ထားတော့ရနေအဝိဇ္ဇာပြီးတော့သင်္ခါရပြီးတော့ဝိညာဉ်ပြီးတော့နာယုတ်နာပြီးတော့တတ်လိုက်နာပြီးတော့ဖတ်တာပရိစ္ဆေသမုပ္ပါဒ်တယ်နော်ဟိုသိတာမဟုတ်ဘူးသူကသိပေါ်နေဖတ်တာပြီးတော့ဝေဒနာပြီးတော့မလာပြန်ဘူးဝေဒနာပြီးတော့မလာပြန်အဲ့ဒီတော့ဘုရားညာဘုံတန်းကြောင်းဘဝတော့တတ္တမတန်းဟုတ်ဗျခုနှစ်တန်းဆိုတာတတ္တမတန်းတတ္တဝါဆိုတာတတ္တဆိုတော့ခုနှစ်ရှိတယ်ပေါ့လေဝါဆိုတာသူရှိတဲ့သဘောတည်တဲ့သဘောပေါ့တတ္တဆိုတော့ခုနှစ်ခုနဲ့တီးနေတယ်ဒါသက်ရောက်တယ်သူကဉာဏ်ရှင်းပြီးတာဘုံရှင်းတာမဟုတ်တတ္တဆိုတော့ခုနှစ်ခုဆိုတော့အဝိဇ္ဇာသင်္ခါရဝိညာဉ်နာယုတ်တလည်းနာဖတ်တာဝေဒနာဘယ်နှခုရှိအဲ့ဒီတတ္တဝါဆိုတာနားလည်သွားတာတတ္တဝါဆိုတာပုဂ္ဂိုလ်တတ္တဝါမှာတတ္တဝါဆိုတာပုဂ္ဂိုလ်မရှိပါလားတတ္တဆိုတာဝေဒနာခံစားတဲ့သဘောလေးကနာမ်ပဲဒါတတ္တဝါခေါ်ပါလားအဲ့ဒီလိုလဲသိလိုက်တော့အောက်စိတ်ကိုပြန်ကြည့်လိုက်တော့သုလသောတာပန်မဖြစ်ခင်လူတွေကဖွေးမြင်ဖွေးသိကြက်မြင်ကြက်ဒီစိတ်ကလေးကဖွေးစိတ်ဖြစ်နေတယ်ကြက်စိတ်ဖြစ်နေတာလူတွေမသိပါလား
ဒီစိတ်တွေနဲ့သိအကုန်လုံးပဲကြမှာပဲဒီဘက်ကနေအကုန်မြင်တယ်နော်တတ္တဝါဆိုတာဒီသိမှုကိုပြောတာဒီသိမှုကနေပြီးတော့ခိုးလို့သွားသိတာလေဒီရုပ်ကသိလားစိတ်ကသိလားအေးနာတရားကသိနာအဲ့ဒီနာပေါ်မှာနေများတတ္တဝါတဲ့ဒါသိတိုင်းနဲ့ခံစားဝေဒနာနဲ့ရတဲ့တဏှာကုလို့မရသူကဝေဒနာနဲ့ဆုံးနေတယ်ဒီခုနှစ်ချက်လေတတ္တဝါဆိုတာခုနှစ်ခုနဲ့နေတာဝေဒနာနဲ့ရက်နေတယ်ဒါမှမဟုတ်တဏှာကုလို့မရတော့အဲ့ဝေဒနာနဲ့ရက်တဲ့အတွက်ဟောတတ္တဝါဆိုတာအပေါင်းထဲမှာမဟုတ်ပဲဝေဒနာဆိုတာခံစားတဲ့သဘောခံစားတာနဲ့ရက်တယ်ဒါရှစ်ကုလို့မရဟောတတ္တဝါဆိုတာနာဝေဒနာဆိုတာနာခံစားတဲ့သဘောလေးတက်ကလေးပဲလို့ဒီလိုလဲသိတော့သူကချုပ်သွားပြန်သင်္ခါရလောကတော့ရှင်းတယ်ဘာလဲဆိုတော့ဒီသစ်ပင်တော်တော်ရင်ကူကလပအမုံလေးတော့တမုံမိတမုံပြက်နေကြတယ်ဒီမှာလဲအဲ့အမုံလေးကနေသစ်ပင်တော်တော်ရင်မြသူလည်းပြက်နေတာပဲတတ္တဝါဆိုတာကလည်းခုနသိမှုလေးလည်းတရားတသိလေးမှာတတ္တဝါလည်းပြက်နေတာပဲကြာသိပြက်နန်းသိပြက်ကိုဗျပြက်နေတာတွေ့တော့မှဟိုဤကတတ္တလောကဤကသင်္ခါရလောကဤကအောက်ကသာလောကလေလို့ဒါကအတွင်းလောက၃ပါးဟောအပြင်ကလောက၃ပါးအတွင်းလောက၃ပါးအပြင်လောကကိုသိလဲပြီးရောဒါလေအသိပေါ်သွားပေါ်လဲတော့ဘာလို့လဲဆိုတတိုင်းတစ်ပြေရောက်လို့စိတ်ပြောင်းသွားတယ်လုံးဝစိတ်ပြောင်းမိမမွေးလာတဲ့အသည့်တွေဟာအပုံလုံးယတိပြတ်သေးသွားတယ်ဗျလူတယောက်သေးသွားတယ်လို့ပြန်ဖြစ်ခွင့်မရှိတော့အဲ့ဒီတော့မှငါအပေလွတ်ပြီစိတ်ပြောင်းတာကိုဝိပဿနာစိတ်ပြောင်းတာကိုစိတ်တွေဝင်စားလို့မရဝင်လည်းမဝင်စားချင်တော့ဘူးစိတ်တွေကအပေကြမယ်စိတ်ဘာလဲပညာနဲ့နေတဲ့စိတ်ပညာကိုပညာမှမသိပရမတ်ကိုပရမတ်မသိတဲ့စိတ်တွေနဲ့အဲ့မှာနေမဲ့သူကမဟာသောတာပန်လှည့်ကြည့်သူမဟာသောတာပန်ဖြစ်သွားလှည့်ကြည့်ပြီးတော့ဟိုဒီစိတ်ကလေးကနေလိုက်ပြီးတော့သူခံစားခြင်းတော့လိုက်လေညွတ်တယ်ညွတ်တော့ခွေးမြင်တော့ပညာတွေလိုက်ပြီးတော့ခွေးမြင်တော့ခွေးသိခဲ့တယ်ကြက်မြင်တော့ပရမတ်ကိုယူလိုက်မှလည်းယုံနာမြင်ခဲ့တယ်နော်မြင်တဲ့ပုံမှာယုံနာနေမြင်ခဲ့တယ်ဒါပရမတ်သည်ကိုဘကယောက်ျားမိန်းမအသိရပညာအသိပညာနဲ့ပရမတ်တွေကိုနားလည်လာအဲ့ဒီတော့မှဟိုလောကကြီးဟာဒီတရားတွေမသိကြအဖေကတက်ရောက်မှမလို့တော့ဘူးလို့ဘုံဘုံသိခဲ့ပါတယ်ဒါကြောင့်မလို့ဘုံဘုံတို့ကျင့်ညာကြံညာဝေဒနာချုပ်အောင်လိုက်ကြပါလို့အဲ့ဒါကိုဉာဏ်စဉ်16ပါးကိုနော်ဒါကိုနောက်သေးသေးချာချာနာဖို့ဘုံဘုံလည်းအချိန်ကိုလူဟောရတာအချိန်ကတော့တော်တော်ရပါဘုံဘုံလူလိုက်တယ်အမှန်မှတော့နည်းနည်းမှအကွက်ကြော်တွေဘုံဘုံပါတယ်ဒီဉာဏ်စဉ်လေးနဲ့ဟပ်ပြီးတော့ဟောတဲ့ကောင်မှဒီဥရိယပြဘင်္ဂဗယနဲ့အာရိနောကနိဗ္ဗိနဘုံစိတုကမြတ်တာပဋိသင်္ခါမှာအကျဉ်းကြဒီနေရာမှာဘုံဘုံဟောမယ်ဆိုဟုတ်ကဲ့တယ်ဒါမှနဲ့ချုံပြီးတော့ဘုံဘုံဒီမှာယူပပရိစေနာနာမတုပပရိစေရာပြစ္ဆေယပရိက္ခညာဒါအောက်ညာသုလသောဘသောတာပန်ညာစာလူခေါ်တော့လောကီမက်ခေါ်လောကီမက်ဒီဘက်ကခုနကသိမှုချုပ်ပြီးတော့လွတ်သွားတာကလောကုတ္တရာမက်အရိယာမက်ခေါ်တယ်ဒါမဟာသောတာပန်ခေါ်တယ်နော်အဲ့ဒါကြောင့်မလို့ယနေ့ခေါင်းကုန်းဒီလာပြီးတော့ဝိဇာတဆိုတဲ့ဟာလေမွေးနေ့မင်္ဂလာပေါ့ဗျာဘုံမောတော့မွေးနေ့ကိုမသိခင်လုပ်တဲ့ဘိုးပဲနော်အဲ့ဒီမင်္ဂလာကိုပြုကြတဲ့ဒါယကမတွေအပေါင်းတို့ဒီကျင့်စဉ်တဲ့ကွာဉာဏ်စဉ်ကိုနာကြရတဲ့ပုဂ္ဂိုလ်တွေဒီအခုတဘောမှာလည်းပါရမီထူးတယ်ဒီလိုနာကြရတဲ့အကြောင်းရင်းတွေကလည်းပဲဒီခန္ဓာဉာဏ်ကိုဒီစေရရုတပင်မှာဉာဏ်စဉ်နဲ့တကွဟောကြားဆုံးမသောတရားတော်များလည်းဒီဘုံဘုံရဲ့တိတိဓမ္မဆိုတဲ့ခန္ဓာကိုယ်ကြီးကိုဝေဖွာပေးခဲ့တဲ့မိခင်ဖခင်တို့ကဒီခန္ဓာကိုယ်ကြီးကိုဝေဖွာပေးသွားတယ်ဒါဘုံဘုံပစ္စည်းမဟုတ်ပါဘူးမိဘတွေရဲ့သွေးသားအနေဖြစ်လာတဲ့ခန္ဓာကြီးသူတို့လည်းပြက်ကုန်သူတို့အမွေတွေထားခဲ့တယ်ဒါကြီးလည်းတနေ့ပြက်မှာပဲသူတို့မိဘကပြက်တော့ဒီသာသူမွေးစုပ်တဲ့သူသွေးသားလည်းပြက်မှာနော်တိတိဓမ္မလို့အမြည်တတ်ထားတဲ့ဒီခန္ဓာကြီးလည်းပဲပြက်မှာအတွက်ကြောင့်မိဘနှစ်ပါးနဲ့သံဃာလူเจ้าကိုဘုံဘုံရဲ့အခုလို့ဒီသုလသောတာပန်မဟာသောတာပန်ဉာဏ်နဲ့16ပါးနဲ့ဟောကြားတဲ့အခါမှာလူเจ้าကိုပြတဲ့ကျေးဇူးရှင်ဆရာတော်ဖြစ်တဲ့မူလဆရာတော်သင်ဆရာတော်ကြီးဥပ္ပဒဒါဘုံဘုံကိုဒီအသည့်တွေကိုထိုးပြပြီးလို့လွတ်မြောက်ပြတဲ့ဆရာတော်တွေနောက်တစ်ခါအဲ့ဒါလို့ဉာဏ်စဉ်တွေကိုဟောနိုင်အောင်သင်ပြပေးသွားတဲ့ဘုံဘုံတို့ညောင်နှုံးမျိုးကတိုက်သစ်ကျောင်းကဆရာတော်ကြီးတွေအခုတော့ပြန်တော်မူကုန်ကြပါပြီဆရာတော်ကြီးဥပ္ပဝေတို့နောက်တစ်ခါဆရာတော်ဥနန္ဒီယာသုံးတက်ကျောင်းဆရာတော်
ဒီတွေသူတို့တွေကနေပြီးတော့ဘုံဘုံကိုအဲ့ဒီသင်ကြားပြီးတော့မင်းဒီလိုဟောပါဒီလိုပြောပါဆိုပြီးတော့စကားသင်ပြီးလို့ဘုံဘုံဒီဉာဏ်စဉ်ကိုဟောတတ်တာပါအမှကျင့်စဉ်ကတော့ဘုံဘုံဒါတဲ့အကုန်ရတယ်တက်သွားတာကတော့ဒီလက္ခဏာယုတ်လက္ခဏာနဲ့နာလက္ခဏာတက်ပုံယုတ်လက္ခဏာတက်ပုံပညာဘဝနေပြီးတော့ဒီယုတ်ဇာတိပေါ်မှာရှုပုံလေနာမရူပပရိစ္ဆေဒညာဖြစ်เสียပရိက္ခဏညာနာမရူပယူပပရိစ္ဆေဒညာနာမပရိစ္ဆေဒညာနာမရူပပရိစ္ဆေဒညာဖြစ်เสียပရိက္ခဏညာအဲ့ဒီညာရအောင်လို့အဲ့ဒါအောက်ညာစုပဲဝိပဿနာဆိုတာညာနဲ့တက်တာအကျင့်နဲ့တက်လို့မရအကျင့်နဲ့တက်ရင်သူလမ်းကုန်တာဘာမှကုန်လဲဆိုတော့ဆိုင်လိုက်ငုတ်တုတ်ကြီးဘာလို့လို့မှမသိဘူးသမထယန္တိကကုန်းနေပြီဒီဘုဝိပဿနာယန္တိကကုဖို့ပဲရှိတော့အဲ့ဒါကုတတ်တဲ့ဆရာကြီးမှရှာကြနော်ဒီမှာရှိပါတယ်အခုဝိမု ക്തി ခင်မှာယဟန်တွေကအများကြီးပဲပေါ်ကြပါတယ်အဲ့ဒါနိစ္စယမှာကျင့်ညာကြံကြပါဒါမှလည်းပဲဒီအသည့်တွေရမှာဒီအကျင့်လောက်နဲ့မရသေးဘူးအကျင့်ပေါ်မှာဉာဏ်သွားနေတာသွားတော့မှဒီဝိပဿနာဉာဏ်ကိုရမှဉာဏ်စဉ်တွေနဲ့တကွရမှာအဲ့ဒါမလောင်းသွားတယ်ဒီအကျင့်လန်းနဲ့တော့ချုပ်ကြောင်းငြိမ်းကြောင်းပဲသိတယ်သူစိတ်ကလေးချုပ်နေတယ်ငြိမ်းနေတယ်လွတ်နေတယ်ပဲသိတယ်ဒါမှမဟုတ်အကြောင်းတိုက်ဆိုင်နေကြီးပေါ်လာတယ်ဒီစိတ်တွေမချုပ်ဘူးနောက်မပယ်သေးတဲ့တရားလည်းပွားတယ်အထဲမှာကိုယ်စိတ်တွေကိုသိလာတော့လေအမလေးအထဲမှာကိုယ်စိတ်ကဖြစ်စဉ်လူမမြင်တာတော်ပါသေးရဲ့ဆိုမကောင်းတဲ့စိတ်ကြီးပဲကောင်းတဲ့စိတ်တလုံးမှမရှိဘူးဒါဘုံဘုံလိုအတတ်သိတယ်ဘဒုဖြစ်ဖြစ်ဘာစိတ်ဖြစ်ဘုံဘုံသိတယ်အဲ့ဒီတော့ဒီစိတ်တွေပဲအဲ့ဒီစိတ်တွေကိုကိုယ်အောင်အန်ထုတ်တဲ့နည်းပါပဲဗုဒ္ဓတရားပြန်အန်စေပြန်အန်ထုတ်လိုက်ကြပါအဲ့ဒီတော့ဒီတရားတွေဟာလူသားမှာနတ်သားမှာဗြဟ္မာသားမှာမကျင့်နိုင်တဲ့တရားတွေကျင့်တဲ့ပုဂ္ဂိုလ်တွေကပုဂ္ဂိုလ်ဒုကြီးပါပဲအခုဝိပဿနာခေတ်လည်းပေါ်လာတယ်ခေတ်ကြီးပေါ်လာမှာပထမဝိပဿနာတော်ရမှာတော်ရကနေမြို့ရောက်လာတယ်မြို့ကနေရွာထဲရောက်လာတယ်ရွာထဲကနေလမ်းထဲဒီမှာဝိတရားတွေပြလာတယ်လမ်းထဲကနေအိမ်တွေရောက်လာတယ်အိမ်ထဲတွေမှာအခုအိမ်ထဲကနေခန္ဓာတွေရောက်လာကြကုန်းနေပြီခန္ဓာရောက်လာမှခန္ဓာကိုလွတ်အောင်မသွားနိုင်ရင်တော့ဒါကုတာဝင်ပဲနော်ဝိမု ക്തി ခေတ်ကြီးမှာကျင့်ကြံအားထုတ်ပြီးတော့ခုတော်ကလည်းမိမိတို့တွေသန္တရာကလွတ်အောင်လို့ဘုံဘုံဟောပေါ်ညွှန်ပြစုဆုံးတဲ့တရားတွေကိုကျေးဇူးရှင်တွေဖြစ်တဲ့ခုနဒီခင်ဖောက်ခင်တော့ဒီသန္တရာရဲ့လူကြောင်းကိုဆုံးမသွန်သင်ပဲ့ပြင်းပြီးတော့ဒီယုတ်ကဒီလိုရှုဒီနာဘယ်လိုရှုဒီအာယုံကဘယ်လိုရှုဒီအာယုံမှာပေါ်တဲ့ပုံလေးဘယ်လိုရှုဆိုတာရှိသေးတယ်ဒီလိုဆရာတော်ကြီးတဲ့ကိုဆရာတော်ကြီးကဘုံဘုံတို့ကိုတည်တည်ချာချာကျင့်လို့ဟောတာမဟုတ်ဘူးနော်အကျင့်ထဲမှာထိုးပြတယ်ကျင့်စဉ်တဲ့တော့လက္ခဏာတွေကိုပြင်ပေးသွားတယ်ပြတဲ့တဲ့တရားသမားတရားဆရာမဟုတ်ပါဘူးလက္ခဏာကိုပြင်ပေးတတ်တဲ့ပုဂ္ဂိုလ်မှတရားပြဆရာကောင်းခေါ်တယ်ဟောတာယုံပြတဲ့ယုံနဲ့တရားဆရာမဖြစ်သေးဘူးသူပြတတ်တာပဲရှိတယ်တပည့်တယောက်ရဲ့လက္ခဏာဘယ်ရောက်နေပြီဆိုတာကိုပြင်ပေးနိုင်တဲ့ပုဂ္ဂိုလ်မှလက္ခဏာဆရာခေါ်ပါတယ်အဲ့ဒီဆရာနဲ့ဆိုအမြန်ရကြပါတယ်နော်အဲ့ဒါကြောင့်မို့လို့ဒီကျေးဇူးရှင်တွေကိုလည်းဘုံဘုံမြတ်တာတွေနဲ့အခုကျေးဇူးဆက်တယ်အခုတရားဓမ္မလည်းဒါအတိတ်ဘဝနေပြီးတော့ဒီလိုတွေ့ခဲ့လို့လည်းအခုလိုခန္ဓာစဉ်နဲ့ဉာဏ်စဉ်တွေကိုနာကြားပြရတဲ့အတွက်ဓမ္မသာဝနာကုသိုလ်လေးလည်းရကြတယ်ဘုံဘုံလည်း85နှစ်မှာမသိခင်မှာဒီလိုလာပြီးတော့တွေ့ကြတဲ့အတွက်ကြောင့်သန္တရာကြီးရဲ့လူကြောင်းတရားတွေကိုယနေ့လာကြတဲ့ဒါယကမနဲ့တော့ဒီလူတွေတန်းတဲ့ပုဂ္ဂိုလ်တွေအမျိုးမျိုးပေါ့အဲ့ဒါတွေဟာယခုတဘာနဲ့မဲ့ညာပုံညာရပြီးတော့နိဗ္ဗာန်တကားနိဗ္ဗာန်ကိုရလေရောက်လေမျက်မှောက်ပြုလွယ်နိုင်တဲ့ပုဂ္ဂိုလ်မြတ်ဖြစ်ကြပါစေလို့